အားလုံးပဲမင်္ဂလာပါရှင်။ Guide UNGCSE Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီ video လေးမှာတော့ Cambridge ရဲ့ Additional Maths paper ဖြစ်တဲ့0606 October November 2025 paper 1 2လေးကိုတစ်ခုလုံးမှာပုံစံတွေကိုတစ်ပုတ်ချင်းစီတစ်ဆင့်ချင်းစီရှင်းပြပေးထားပါတယ်။ Number 1ကိုစတော့မယ်နော်။ Number 1က on the axis sketch the graphဆိုတော့သူပေးရတဲ့ equation ကိုအမတို့ graph အရင်ဆွဲရမှာအဲ့တော့အမပြောနေကြတခုရှိရယ် graph ဆွဲခိုင်းနိုင်ဘာအရင်ရှာမလဲဆိုတော့ 1x equal to 0မှာ y ဘယ်လောက်လဲ 1y equal to 0မှာ x ဘယ်လောက်လဲဆိုတာကိုအရင်ရှာလို့ပြောရပေါ့နော်ဟုတ်ပြီအဲ့တော့အရင်ဆုံး 1x equal to 0မှာ y ဘယ်လောက်လဲရှာလိုက်မယ်အဲ့တော့1 minus 0 into 0 minus 5 into 0 minus 5 okay အဲ့တော့ 1 into minus 5 into minus 5ရပါမယ်ညောက်လိုက်တော့25အနှုတ်ဆိုတော့အပေါင်းဖြစ်ပါမယ်ဟုတ်ပြီနောက်1 y equal 0မှာ x ဘယ်လောက်လဲရှာမယ်အဲ့တော့ဒီ1 minus x into x minus 5 into 2x minus 5ကြီးတစ်ခုလုံးက0နဲ့ညီမယ်အဲ့ဆိုရင်အမတို့တကွင်းစီတိုင်းကို0နဲ့ညီလိုက်လို့ရှိရင် x တန်ဖိုးတွေရပါမယ်Okay အဲ့တော့ x က x equal 1 or x equal 5 or x equal 5/2 x က3လုံးဆိုတော့ကျုပ်ပဲပေါ့နော်ကျုပ်ပဲဖြစ်မယ်ဒီက minus ရယ်ဒီနောက်ကနှစ်ခုကကြတော့ plus ရယ်ပေါ့နော်အဲ့တော့ plus နှစ်ခုရယ် minus တစ်ခုရယ်မြောက်တယ်ဆိုလို့ရှိရင် x2 က minus ရမယ်အဲဆိုရင်အမတို့ရဲ့ graph ပုံစံကဘယ်လိုဖြစ်မလဲဆိုတော့ဒီလိုပုံစံဖြစ်မယ်ဟုတ်ပြီအဲဆိုရင် axis point နေရှာရတာတွေကိုဒီ graph မှာအရင်ဆုံးမှတ်လိုက်မယ် y axis မှာက25ရှိမယ်ဒီကောင်လေးက25 x axis မှာက1ရှိမယ်5ရှိမယ်5/2ကစားကြည့်လိုက်မယ်ဆိုရင် 2.5 ရမယ်ပေါ့နော်အဲ့တော့ 2.5 5ရဲ့အလယ်မှာဒါက 5/2 အဲ့တော့ဒီ x ဝင်ရိုးပေါ်ကအမှတ်3မှတ်ရဲ့ y ဝင်ရိုးကိုဖြတ်သွားမယ့်ဟာရဲ့ကိုအမတို့ graph ကို x cube negative graph ပုံစံအတိုင်းဆွဲလိုက်ပါမယ်အမှတ်လေးတွေကိုဆက်လိုက်တော့ဒီလိုပုံစံလေးဖြစ်သွားမယ်အဲ့တော့ graph ဆွဲတိုင်း x equal 0မှာy ဘယ်လောက် y equal 0မှာ x ဘယ်လောက်လဲဆိုတာကိုရှာပြီးရင် equation ကိုကြည့်ပြီးတော့ graph ကဘယ်ပုံထွက်မလဲဆိုတာကိုစဉ်းစားပြီးရင်အဲ့ထွက်ရမယ့်ပုံအတိုင်းအမတို့ရထားတဲ့ axis အမှတ်တွေကို coordinate အမှတ်တွေကိုဆက်လိုက်ရင်ရပါတယ်အဲ့တော့ဒီမှာရလာတဲ့ဒီ curve ကဘာလဲဆိုလို့ရှိရင်တော့အပေါ်ကပေးထားတဲ့ y equation ဖြစ်တယ်လို့ရေးပေးလိုက်မယ်ဒီမှာဒီသူက intercept with x axis တွေနဲ့ပြောရမယ်ပေါ့နော် intercept with x axis တွေကိုပြောရမယ်လို့ပြောတဲ့အတွက်ဒီ axis တွေကိုဖြတ်သွားတဲ့အမှတ်တွေကိုထည့်ပေးဖို့အရေးကြီးပါတယ်ဟုတ်ပြီဒါgraph ဆွဲတာပေါ့နော်ပြီးကကြတော့ inequality ကို solve လုပ်ခိုင်းတယ် hence လို့ပါတယ် hence လို့ပြောတိုင်းအပေါ်ကပေးထားတဲ့အပုံမှာရခဲ့တဲ့အဖြေကိုအသုံးပြုပြီးတော့ရှင်းရမယ်ဆိုတာသိတာပါအဲ့တော့ hence လို့ပြောတိုင်းအပေါ်ကတွက်ခဲ့တဲ့တစ်ခုခုကိုသုံးပြီးတော့ဖြေရှင်းရမယ်အခုသူပေးထားတဲ့ equation ကိုကြည့်လိုက်မယ်ဆိုရင်ဒါအမတို့အပေါ်မှာ graph ဆွဲခဲ့တဲ့ y နဲ့အတူတူပဲအဲ့တော့ y ကိုမှတနည်းအားဖြင့် less than equal 0ဖြစ်တဲ့အပိုင်းကိုလိုချင်တာနော် y less than equal 0ဖြစ်တဲ့အပိုင်းကိုလိုချင်တာဆိုတော့ y axis မှာ negative ဘက်ကိုရောက်နေတဲ့အပိုင်းတွေကိုအမှားတို့ကြည့်မယ်အဲ့တော့ y axis ရဲ့ negative ဘက်ကိုရောက်နေတဲ့အပိုင်းဆိုရင်ဒီအပိုင်းရှိမယ်ဒီအပိုင်းရှိမယ်အဲ့တော့အဲ့ဒီအပိုင်းလေးတွေကိုရေးပြလိုက်အောင်မယ်တွက်ပြစရာမလိုဘူးเนาะ hence လို့ပြောတဲ့အတွက်အပေါ်မှာဆွဲရတဲ့ graph ကနေပြီးတော့ယူကြည့်လိုက်တယ်အဲ့တော့ဒီပထမဒီအောက်ကရောက်နေတဲ့အကွေးပိုင်းလေးက1နဲ့ 5/2 ကြားအဲ့တော့ 1 less than or equal x သူကဒီမှာ equal ပါတဲ့အတွက်ကြောင့်အမတို့ရေးရင်လည်း equal ထည့်ပေးရမယ် less than or equal 5/2ဒါကတစ်ပိုင်း
နောက်တစ်ပိုင်းကကျတော့ဒီဘက်ကိုကကျတော့5ကိုကျော်သွားတဲ့အပိုင်းပေါ့ x က5ကိုကျော်သွားပြီအဲဆိုရင် x က greater than or equal to 5ဒီသူပေးရတဲ့ဟာရ y ဖြစ်တဲ့အတွက်အမတို့ y(x) ရဲ့အနှုတ်ဖြစ်တဲ့အကျန်းကိုကြည့်ရတယ်။ဒါပေမဲ့ solve လို့ပြောတဲ့အတွက်အဖြေရင်းက x ရဲ့တန်ဖိုးတွေကိုရေးပြရမှာဖြစ်ပါတယ်။ဟုတ်ပြီ number 2က p of x ပေးထားတယ်။ factor တွေ remainder တွေပေးထားတယ်။အဲ့တော့ factor theorem remainder theorem p of x equal to x cube plus ax square plus 13x plus b ပါပေးလေ x plus 2က factor of p of x အမတို့က factor ဆိုရင်ဥပမာ x plus 1က factor ဖြစ်တယ်ဆိုရင် f of minus 1ဒီမှာ plus ဆိုရင် function နဲ့ထည့်တဲ့အခါမှာ minus factor ဖြစ်တယ်ဆိုရင် equal 0နဲ့ညီတယ်နော်အဲ့တော့အခုသူပေးရတဲ့ဒီမှာက x plus 2ဆိုတော့ p of minus 2 equal က0အဲ့တော့မှအစားသွင်းမယ်2 into minus 2 cube plus a into minus 2 square plus 13 into minus 2 plus b equal 0သူက a မှာက value a and b ကိုရှာခိုင်းတာပေါ့နော်အဲ့တော့သူပေးရဲ့ပေးချက်တွေကိုသုံးပြီးတော့အမှားတော့ a နဲ့ b ကိုရှာဖို့အတွက် equation ထုတ်ရမှာဒီဟာကိုရှင်းလိုက်မယ်ဒါက2 into minus 8ရပါမယ်ဒါက 4a ရမယ်ဒါက minus 26ရမယ် plus b ဟုတ်ပြီအမကဒါကိုတခါတည်း minus 16လို့ပြောင်းလိုက်မယ်နဲ့၄တက်ဆိုတော့ minus 16ပေါ့အဲ့တော့မှဘယ်လိုပြောင်းလိုက်မလဲဆိုရင် 4a plus b minus 16နဲ့ minus 26ကိုပေါင်းရင် minus 42ရပါမယ်အဲ့တော့ 4a plus b equal 42ကိုညဘက်ကိုရွှေ့လိုက်မယ် equal 42ရမယ်အဲ့ဒါက equation 1လို့ထားလိုက်မယ်ဒါကပထမပေးချက်ပေါ့နော်ဒုတိယပေးချက်ကိုသုံးမယ်ဒုတိယပေးချက်ကသူက x plus 1က remainder 6ရတယ်အဲ့တော့ factor ဆိုရင် equal 0လို့ရေးပြီးတော့ remainder ရတယ်ဆိုရင် equal သူပေးထားတဲ့ remainder ကိုရေးရမယ်သူက x plus 1လို့ပြောတဲ့အတွက်အမတို့ပါထားရမလဲ p of minus 1 equal 6အဲ့တော့မှအစားသွင်းမယ်နော်2 into minus 1 2 plus a into minus 1 square plus 13 into minus 1 plus b minus 2 plus a minus 13 plus b ဒီပေါ်မှာ equal 6ဖြစ်မယ်ပေါ့နော် equal 6အဲ့တော့ a plus b က minus 15 equal 6နည်းနည်းသေးလိုက်တယ်နော်အဲ့တော့ a plus b က15ကဟိုဘက်ကိုသွားရင်ပေါင်းမယ်6 plus 15ဆိုတော့21ရပါမယ်ဒါက equation 2အဲ့တော့မှအမတို့ equation နှစ်ခုကိုရှင်းမယ် a plus b 4a plus b equal 42ရဲ့ဒါ equation 1 a plus b equal 21 equation 2 equation 1နဲ့2ကိုနှုတ်လိုက်မယ်နှုတ်တော့လက္ခဏာလေးတွေပြောင်းမယ်အဲ့တော့ b က plus နဲ့ minus ဆို b ကကြည့်သွားမယ်ဒီကောင် 4a minus a ဆိုတော့ 3a ကျန်မယ်ဒီဘက်က42 minus 21ဆိုရင်21ကျန်ပါမယ်အဲဆိုအမတို့ a က3ကဟိုဘက်ကိုသွားစားတော့3 9 21ဆိုတော့ a က7ရပါမယ်အဲ့တော့မှ equation 2မှာအစားသွင်းလိုက်မယ် substituting a in equation 2 7 plus b equal က21 b equal 21 minus 7 b က14ရပါမယ်အဲဆိုရင်သူရှာခိုင်းတဲ့ a နဲ့ b ရပါပါပြီအဲ့တော့ p of x တွေမှာဒီလိုမျိုးမသိခင်ရှာခိုင်းနိုင်သူပေးရတဲ့ပေးချက်တွေကိုသုံးပြီးတော့အမ equation တွေထုတ်ရမယ်ပြီးရင်အဲ့ဒီ equation နှစ်ကြောင်းကိုရှင်းလိုက်ပေါ့နော်အောက်က b က show that equation p of x equals 0 has only one real root
ဟုတ်ပြီအပေါ်မှာနော်ကအမားတို့ကို x plus 2က p of x ရဲ့ factor လို့ပေးရတယ်အဲ့တော့ဒီ x plus 2က p of x ရဲ့ root real root တစ်ခုဖြစ်တယ်အဲ့ဆိုရင် x plus 2နဲ့စာကြည့်ပြီးတော့ကျန်တဲ့ရတဲ့ green က no real root ဖြစ်ရမယ်အဲ့ဒါမှအမတို့ဒီ p of x equal 1 ကြီးက x plus 2 root တစ်ခုပဲရှိပါတယ်လို့ပြောလို့ရမှာအဲ့လိုတွက်ရမယ်ပေါ့နော်အဲ့တော့1 real root တွေ no real root တွေပါလာပြီဆိုရင်ဘာနဲ့တွက်ရမလဲဆိုတော့ discriminant ဖြစ်တဲ့ b square minus 4ac နဲ့တွက်ရမယ်နော်အဲ့တော့အရင်ဆုံးဒီ p of x ကိုအမတို့ factorize လုပ်လိုက်မယ် green ခွဲလိုက်မယ် green ခွဲဖို့အတွက် long division နဲ့စားလိုက်မယ်ပေါ့နော်အဲ့တော့ p of x က 2x2 plus ax square ဒီမှာအမတို့ a တွေကိုအစားပြန်သွင်းပေးလိုက်မယ် a တွေ b တွေကအပေါ်မှာရခဲ့ပြီဆိုတော့အဲ့ဆိုရင် p of x က 2x2 plus a က 7x square plus 13x b က 14ဟုတ်ပြီဒါ a နဲ့ b ကိုရှာပြီးတော့ p of x ကိုပြန်ရေးလိုက်တာအဲ့တော့ဒီမှာ long division လုပ်မယ် 2x2 plus 7x square plus ဒါက 13x ဖြစ်မယ်နော် okay 13x plus 14ဘာနဲ့စားရမှာလဲဆိုတော့ x plus 2နဲ့စားရမယ်ဘာဖြစ်လို့လဲအပေါ်မှာ x plus 2က factor of p of x လို့ပြောတာလို့ factor ဆိုတာကသူပေးရတဲ့ p of x ကြီးကို x plus 2နဲ့စားလို့ရှိရင်ပြတ်တယ်ပေါ့နော်စာခွဲကိန်းတစ်ခုဖြစ်တယ်လို့ပြောတာအဲ့တော့အမတို့စားမယ်ဆိုလို့ရှိရင်အရင်ဆုံးဒီ 2x2 ရဖို့အတွက်ကိုဒီ x နဲ့ဘာနဲ့မျှမလဲလို့စဉ်းစားမယ်အဲ့တော့ဒီမှာ x တစ်လုံးရှိပြီးသားဆိုတော့ 2x2 ရဖို့အတွက်ဆိုရင်2နဲ့မျှရမယ် x က3ထပ်ဖြစ်ဖို့ဆိုရင် x 2ထပ်နဲ့ထပ်မျှရမယ်အဲ့လိုမျှတယ်အဲ့တော့ x နဲ့ 2x square နဲ့မျှရင် 2x2 ဖြစ်သွားမယ်ဒီ2နဲ့ 2x square နဲ့မျှရမယ် 4x square ပြီးရင်ဒါကိုနှုတ်မယ်နှုတ်တော့ဒီကောင်ကကြည်သွားမယ်ပေါ့နော်ရှေ့ကကောင်ကကြည်သွားနောက်ကကောင်က 3x square ကျန်မယ်ပြီးတော့ဒီ 13x လေးကိုဆွဲချမယ်ပြီးရင် 3x square ရဖို့ x ကိုဘယ်လောက်မျှရမလဲဆိုရင်3မျှရမယ် x နှစ်ထပ်ဖြစ်ဖို့နောက်ထပ် x တစ်လုံးထည့်ရမယ်အဲ့တော့အမြဲဒီရှေ့ဆုံးဟာနဲ့ပဲကြည့်ရပေါ့နော်အဲဆိုရင် 3x square ရမယ် 3x နဲ့2နဲ့မျှတော့ 6x ရပါမယ်ဒီနှစ်ခုကနှုတ်တယ်နှုတ်တော့ဒါကြေသွားမယ် 7x ကျန်မယ် plus 14အဲဆိုရင် 7x ရဖို့ဆိုရင်ဒီက x နဲ့က plus 7ထပ်ပေါင်းမှထပ်မြောက်တယ်ပေါ့နော်နောက်ကတွဲနောက်က2နဲ့9နဲ့မြောက်တော့14ရတယ်အဲ့တော့ဒီကောင်ကကြေသွားရင်0ကျန်မယ်အဲ့ကြတော့အမတို့ရဲ့ p of x ကဘာရမလဲဆိုလို့ရှိရင် p of x ကို factorize အနေနဲ့ရေးလိုက်မယ်ဆိုရင် x plus 2 into 2x square plus 3x plus 7ရပါမယ်သူပေးရက p of x equal 0ဒါကြီးတစ်ခုလုံးကို x plus 2 into 2x square plus 3x plus 7 equal 0လို့ပြင်ရေးလိုက်မယ်အဲ့တော့သူက1 real root ပဲရှိချင်တာအဖြစ်တစ်ခုပဲရှိရဆိုဒီကောင်က real root ဖြစ်နေပြီသားအဲ့ဆိုရင်အမတို့ကဒီဘက်ကဟာက no real root လို့ပြောရမယ်အဲ့ဒါမှ x plus 2တစ်ခုတည်းက1 real root ဖြစ်သွားမှာအဲ့တော့ no real root ဖြစ်ချင်တယ်ဆိုလို့ရှိရင် b square minus 4ac က less than 0လို့ show that လောက်ရမယ်ပေါ့နော်အဲ့ဒါမှ no real root ဖြစ်သွားမှာအဲ့တော့ဒီနောက်ကကောင်ရဲ့ discriminant ကိုပဲရှာရမယ်အဲ့တော့ဒီမှာ a ကဘာလဲ a က2 b က3 c က7အဲ့တော့အစသွင်းမယ် b square က3 square minus 4 into 2 into 7အဲဆိုရင်
3 square က9 minus နောက်ကမြောက်လိုက်လို့ရှိရင်56ရမယ်အဲ့တော့ဘယ်လောက်ရလဲဆိုတော့ minus 47ရတယ်အဲ့ဆိုရင် b square minus 4ac က less than 0ဖြစ်တယ်အဲ့တော့ therefore no real roots for quadratic factor quadratic ဆိုတာကဒီ x square factor ကြီးကိုပြောတာအဲ့ခွင်းကိုပြောတာပေါ့နော် quadratic factor အဲ့ဘယ်သူကပဲ factor လဲဆို x plus 2က it's only one real root ဖြစ်တယ်ဘာအတွက်လဲဆိုရင် p of x equal 0အတွက်ပြီနော်အဲ့တော့ तू ကဒီမှာ no real root ဖြစ်ကြောင်းပြပါလို့တိုက်ရိုက်မမေးဘဲနဲ့ဒီ x plus 2ကို one real root ဖြစ်တယ်လို့ပြောလိုက်တာပေါ့နော်အဲ့ဒီနားလေးမှာနည်းနည်းလေးတော့စဉ်းစားမယ် number 3က series ပေါ့နော် the sum of first two term of geometric progression ဆိုတော့ gp သူ့ရဲ့ပေးချက်တွေကိုသင်ချစဉ်းစားမယ် first two term ဆိုတော့ u1 plus u2 က9လို့ပြောတာ sum to infinity က25အဲ့တော့သူကဘာရှာခိုင်းတာလဲဆိုတော့ possible value of common ratio ဆိုတော့ r ကိုရှာခိုင်းတာအဲ့ဒီမှာဒီကနေပြီးတော့မှာ equation နှစ်ခုရမယ်အဲ့ကနေပြီးတော့ r ကိုရှင်းရမယ်ပထမပေးချက်ကိုသုံးမယ်ဒီမှာ first term က gb မှာဆိုလို့ရှိရင် first term ကဘာလို့ယူရလဲ a လို့ယူရတယ်အဲ့ u1 က a ဆိုလို့ရှိရင် u2 ကိုက common ratio နဲ့မြောက်တယ် ar u3 ဆိုလို့ရှိရင် ar square ဒီလိုမျိုးသွားတယ်ပေါ့အဲ့တော့အခုက first term နဲ့ second term first two term ဆိုတော့ first term နဲ့ second term ဆိုတော့ a plus ar က equal 9ရမယ်အဲ့နေပြီးတော့အမတို့ a ကိုထုတ်ထားလိုက်မယ်ပုံထုတ်ထားလိုက်မယ် a into 1 plus r equal 9ဒါက equation တစ်ခုနောက်ထပ်ပေးချက်က sum to infinity က25အဲဆို sum to infinity ရဲ့ formula က a by 1 minus r equal 25အဲ့ကနေအမ a ရှာလိုက်မယ် a equal 25 into 1 minus r ဒါက equation 2အဲ့တော့မှာအမကဘယ်လိုလုပ်မလဲဆိုရင်တော့ဒီ a ကိုဒီ value ကို equation 1ရဲ့ a 200ကိုအစားသွင်းလိုက်မယ် substituting equation 2 into 1ပေါ့နော်အဲ့တော့25 into 1 minus r into 1 plus r equal 9ရပါမယ်အဲ့တော့1 minus r နဲ့ 1 plus r ကအပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းဆိုတော့နှစ်ထပ်အနှုတ်နှစ်ထပ်1 minus r square equal 9 okay အဲ့တော့1 minus r square equal 9 by 25အဲ့ဆိုအကယ်၍အမတို့ r square ကိုအပေါင်းဖြစ်ချင်တယ်ဆို r square ကိုဟိုဘက်ပို့မယ်ပေါ့နော်ဒီဘက်မှာ1 minus 25ကလာပြီးတော့နှုတ်ရမယ်ဒါမဲ့ဒီလို r square ကိုဒီဘက်ကိုပြန်ယူပြီးတော့ရေးလိုက်မယ်25ကိုပုံပိုင်းချယူလို့ရှိရင် my way က25 minus 9ဖြစ်မယ်အဲ့တော့25 minus 9ဆိုလို့ရှိရင်16ရပါမယ်16 by 25 r ကိုရှာတော့ square ကနေပြီးတော့ square root ပြန်ယူရင် plus or minus square root တင်တော့4 by 5ဖြစ်သွားပါမယ်ဒီမှာသူကလည်း possible values လို့ပြောရတာမှာ value က s ပါရပေါ့နော်အဲ့လိုမျိုးတွေကြည့်လို့ရှိရင်အမတို့အဖြေကတစ်ခုရမှာလားနှစ်ခုရမှာလားဆိုတာကိုစဉ်းစားလို့ရတယ်အဲ့တော့ဒီမှာဆိုရင် plus or minus ထည့်ဖို့မမေ့နဲ့ပေါ့နော်သူ့မှာလည်း values လို့ပြောရတဲ့အတွက်တစ်ခုတက်ပိုရှိရမယ်ဆိုတော့ plus နဲ့ minus နှစ်ခုရှိမယ်ဆိုတာသတိထားပါ B က find the first term of this geometric progression for each value of common ratio for each possible value of common ratio ဘာကိုပြန်ရှာခိုင်းတာလဲ first term ဆိုတော့ a ကိုပြန်ရှာခိုင်းတာအဲ့တော့အမတို့မှာ equation တွေရှိပြီးသားအဲ့ထဲမှာဒီ r ရဲ့တန်ဖိုးတွေကိုအစားသွင်းလိုက်အောင်မယ်အဲ့တော့အရင်ဆုံး 4r equal 4/5 အတွက်သွင်းမယ် equation 2ထဲမှာသွင်းလိုက်မယ်ပေါ့နော်
A equal 25 into 1 minus 4 by 5. အဲ့တော့25 into 1 by 5ရမယ်။5 တလီ5 5လီ A equal က5 for R equal minus 4 by 5 A equal 25 1 minus 4 by 5လို့ဖြစ်သွားမယ်။အဲ့တော့25 into 1 plus 4 by 5 25 into 9 by 5ရမယ်။5တလီ5 5လီဆိုတော့ပိုင်းဝေးအပေါ်ကနှစ်ခုပြန်မြောက်ရင်5 9လီက45အဲ့တော့ A values ကလည်းနှစ်ခုရမယ်5 and 45ဒါက number 3 number 4 show that 2x squared plus 5x plus 3 in the form ဆိုပြီးတော့ပေးရတယ်အဲ့တော့ဒီမှာ the whole square ပုံစံပါရင်ဒါကပါလေ completing the square ပုံစံဆိုတာကိုသိရပါမယ်ဟုတ်ပြီတွက်မယ် 2x squared plus 5x plus 3 completing the square လုပ်မယ်ဆိုရင်အရင်ဆုံး x square ကသူ့ရှေ့မှာ coefficient မရှိရဘူးမြောက်ဘောကိန်းမရှိရဘူးရှိနေရင်ပုံထုတ်ပြရမယ်အခု2ရှိရဆိုတော့2ဤတစ်ခုလုံးကိုအမှားတို့ပုံထုတ်လိုက်မယ်အဲ့တော့ x square plus 5 by 2x plus 3 by 2ပုံထုတ်တယ်ဆိုတာတနည်းအားဖြင့်အကုန်လုံး2နဲ့စားလိုက်တာပေါ့နော်ဟုတ်ပြီပြီးသွားတော့မှစပြီးတော့ completing the square လုပ်မယ် completing the square လုပ်ရင်ဒီ x တစ်ထပ် term အထိကိုဒီတိုင်းရေးတယ်ပြီးလို့ရှိရင် x တစ်ထပ်ရဲ့မြောက်ဘောကိန်းကို2နဲ့စားတယ်နှစ်ထပ်တင်နဲ့အပေါင်းတစ်ခုအနှုတ်တစ်ခုရေးတယ်2နဲ့စားတယ်ဆိုတာ5 by 2ကို2နဲ့စားရင်5 by 4ရပါမယ်5 by 4ကိုနှစ်ထပ်တင်နဲ့အပေါင်းတစ်ခါ5 by 4ကိုနှစ်ထပ်တင်နဲ့အနှုတ်တစ်ခါပြီးတော့မှအနောက်ကဒီ3 by 2လေးကိုပြန်ရေးပေးမယ်အဲ့တော့ဒါက completing the square လုပ်တဲ့ပုံစံ x ရဲ့မြောက်ဘောကိန်းကို2နဲ့စားတယ်နှစ်ထပ်တင်နဲ့အပေါင်းတစ်ခုအနှုတ်တစ်ခုအဲ့လိုမှတ်ထားလို့ရတယ်နော်အဲ့တော့အမ completing the square အတွက်ကို topic အပုတ်လေးပေါ့နော် past paper မှာပါဖို့တဲ့အပုတ်လေးတွေစုပြီးတော့လည်း video လေးတစ်ခုလုပ်ပေးထားပါတယ်အဲ့မှာ completing the square ကိုတွားကြည့်ပြီးတော့လေ့ကျင့်လို့လည်းရပါတယ်အဲ့ဆိုရင်ဒီဟာကိုအမတို့စရှင်းမယ်ပေါ့နော်ဒီမှာသူကဒီ first 3 term ကအနှစ်ထပ်အလဲက5 by 2အရှိနဲ့နောက်မြောက်ခြင်းနှစ်ဆပေါ့နော်ဘယ်လိုပုံစံလဲဆိုရင် a square plus 2ab plus b square ပုံစံအဲဆိုအမတို့ဘယ်လိုရေးလဲ a plus b the whole square လို့ပြောင်းရေးလို့ရတယ်အဲ့လိုပုံစံပြောင်းရေးလိုက်ပါဒီမှာအပေါင်းဆိုရင်အပေါင်းဖြစ်မယ်အဲ့ဒီ x term ရဲ့ကောင်ကအနှုတ်ဆိုရင်အမတို့ the whole square ရေးရဲ့အခါမှာအနှုတ်ဖြစ်ရမယ်အခုကတော့အပေါင်းဆိုတော့ x plus 5 by 4 the whole square ဟုတ်ပြီဒါ the whole square ပုံစံရပါပြီပြီးတော့မှအနောက်ကအနှုတ်နဲ့အပေါင်းကိုရှင်းမယ်ပေါ့နော်အဲ့တော့ the whole square က25 by 16 plus 3 by 2 2 into x plus 5 by 4 the whole square ပြီးတော့နောက်ကပုံပိုင်းခြေယူမယ်ပေါ့နော်25 by 16နှစ်ကို16ယူတော့ရှင်းနေမြောက်တယ်အဲ့တော့ဘွား3ကိုလည်းရှင်းနေမြောက်တော့3 8လီ24 okay အဲ့ဆိုရင်2 into x plus 5 by 4 the whole square minus 1 by 16ရပါမယ်ဒါပေမဲ့သူလိုချင်တဲ့ပုံစံက2ကဒီကွင်းကိုပဲမြောက်တယ်ပေါ့နော်နောက်ကကောင်မမြောက်တာအဲ့တော့အမတို့ဒီ2ကြီးကိုကွင်းထဲကိုဝင်မြောက်လိုက်မယ်နော်အဲ့ဆိုရင်2 into x plus 5 by 4 the whole square minus 1 by 8ရပါမယ်သူကအောက်က16က2နဲ့ကျင်းလို့ရတယ်ဆိုတော့ကျင်းလိုက်တယ်အဲ့ဆိုရင်ဒါကသူလိုချင်တဲ့အတိုင်း the whole square ပုံစံနဲ့ဖြစ်သွားပါပြီ B က hence ပါပြီเนาะအဲ့တော့ hence ဆိုရင်အပေါ်ကတွက်ခဲ့တဲ့ဟာကိုပြန်သုံးရမယ် hence write down the coordinate of stationary point on the graph
y equal 2x square plus 5x plus 3အဲ့တော့ဒီဟာကအပေါ်ကသူပေးထားတဲ့ equation နဲ့တူတယ်အဲ့တော့အမြဲတမ်းတပုတ်ထဲမှာဆိုရင်အမြဲတမ်းတူတာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့အမြဲတမ်းတူလားမတူလားပြင်စစ်အဲ့ဆိုရင်အမတို့က completing the square မှာ stationary point ပုံစံနဲ့ယူချင်တယ်ဆိုလို့ရှိရင်ဥပမာ x plus h plus k ပေါ့နော်ဒီလိုမျိုး completing the square ပုံစံနဲ့ရှိရဆိုရင် stationary point ယူချင်ရင် x coordinate အတွက်ကဒီ x နောက်ကဟာကိုလက္ခဏာပြောင်းပြန်ယူရတယ်အဲ့တော့ဒီမှာ x plus h ဆိုရင် minus h လို့ယူတယ် y coordinate အတွက်ကဒီနောက်ကပေါင်းတာနှုတ်ထားတဲ့ကောင်ကိုသူ့လက္ခဏာအတိုင်းပဲယူတယ် plus k ဆိုရင် k ဒါက completing the square ကနေပြီးတော့မှ stationary point တို့ turning point တို့ရှာရင်အဲ့လိုပုံစံနဲ့ယူတယ်အဲ့တော့အပေါ်မှာရှိခဲ့တဲ့ဟာကနေပြီးတော့ပြန်ယူလိုက်မယ်ဆိုလို့ရှိရင် stationary point က minus 5/4 x ရဲ့ coordinate ကိုလက္ခဏာမြောင်းမြန်ယူတယ် y ကအတဲ့ဆိုတော့ comma minus 1/8 ဒါပဲเนาะအဲ့တော့ completing the square မှာအပေါ်မှာသူက completing the square ပုံစံနဲ့ရေးခိုင်းပြီးအောက်မှာ stationary point ယူခိုင်းတာပြီးတော့ဒီ c မှာလာမယ်ပေါ့เนาะ least possible value ဆိုပြီးတော့ယူခိုင်းတာအဲ့လိုမျိုးတွေကအဲ့ဒီပုံစံတိုင်းပဲလာရပေါ့เนาะဟုတ်ပြီအဲ့တော့ဒီမှာသူက function ဆိုပြီးတော့ပေးတယ်အပေါ်က equation နဲ့အတူတူပဲ 2x square plus 5x plus 3ပဲဒီမှာကျတော့ f of x ဆိုပြီးတော့ပြောင်းရေးလိုက်တယ်အဲ့ဒါကိုx က p ထက်ကြီးမယ်ပေါ့နော်အဲ့ကြလို့ရှိရင် x ရဲ့ value ကိုပေးပါသူကဘာဖြစ်မှာလဲဆိုတော့ f inverse of x က0 f inverse of x က exist ပေါ့နော် f inverse function ရှိတယ်အဲ့တော့ f inverse function ရှိတယ်ဆိုရင်အမြဲတမ်းမှတ်ထားပါ f inverse ရှိရဆိုရင်ဘာဖြစ်ရမလဲဆိုတော့ 1 to 1 function ဖြစ်ရမယ် okay 1 to 1 function ဆိုတာကြတော့ f x တန်ဖိုးတစ်ခုမှာ f of x တန်ဖိုးတစ်ခုပဲရှိရမယ်အဲ့လိုမျိုးပြောတာအဲ့တော့အမားတို့ရဲ့ဒီဟာလေးကိုနဲ့နားလည်အောင်ရှင်းပြရမယ်ဆိုရင် 2x square plus 5x plus 3က quadratic function ဖြစ်တဲ့အတွက်ကြောင့် graph ဆွဲလို့ရှိရင်ဒီလိုမျိုးလေးရမယ်အဲ့တော့ဥပမာ y တန်ဖိုးဒီနားကကောင်ပေါ့နော်ဒီနား y တန်ဖိုးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာအဲ့နှစ်မှတ်ဖြတ်သွားရပေါ့နော်အဲ့တော့တန်ဖိုးတစ်ခုမှာ roots ကနှစ်ခုဖြစ်နေတယ်အဲ့လိုမျိုးဖြစ်လို့မရဘူးတန်ဖိုးတစ်ခုထည့်လိုက်ရင် roots ကတစ်ခုပဲရှိရမယ်အဲ့တော့အပေါ်မှာဘာရခဲ့လဲ stationary point ရခဲ့တယ် stationary point ကဘယ်လောက်လဲဆိုလို့ရှိရင် minus 5/4, minus 1/8 အဲ့တော့ stationary point ရဲ့x အမှတ်က5 minus 5/4ဟုတ်ပြီအဲ့တော့တစ်ချမ်းပဲယူမယ်1 to 1 function ဖြစ်ချင်တာ value တစ်ခုထည့်လိုက်ရင်အဖြေတစ်ခုပဲရှိချင်တယ် roots ကတစ်ခုပဲရှိချင်တယ်ဆိုရင်အနိချမ်းယူမလားအစိမ်းချမ်းယူမလားတစ်ချမ်းကိုပဲယူမယ်မယူရတဲ့ချမ်း reject လုပ်လိုက်မယ်ပေါ့နော်အဲ့တော့သူကဒီမှာက x က greater than or equal p ထက်ကြီးရမယ် x ရဲ့ကြီးတဲ့ဘက်အချမ်းကိုယူချင်တာအဲ့တော့အမတို့ဒီ stationary point ကနေပြီးတော့အလဲရခွဲလိုက်ရင်ကြီးတဲ့ဘက်အချမ်းကဒီဘက်ငယ်တဲ့ဘက်အချမ်းက minus 5/4 ထက်ငယ်တယ်ကြီးတဲ့ဘက်အချမ်းဆိုရင် minus 5/4 ထက်ကြီးတယ်အဲ့တော့သူကကြီးတာကိုလိုချင်တာဖြစ်တဲ့အတွက်ဘယ်ဟာကိုယူရမလဲ x greater than or equal to minus 5/4အဲ့ဆိုရင်သူမေးတဲ့ least possible value က value of p ကအနည်းဆုံးကဘယ်လောက်လဲ minus 5/4 okay ဒါကကြတော့နားလည်အောင်ရှင်းပြအဲ့တော့ဒီ completing the square မှာအလွယ်မှတ်ချင်တယ်ဆိုရင်ဒီလိုမေးတဲ့မေးခွန်းတိုင်း least possible value of p x ကိုမေးတာเนาะမေးတာ y ကိုမဟုတ်ဘူးเนาะဒီမှာ x ကိုမေးတာ x ကိုမေးတယ် least possible greatest possible အဲ့လိုမေးတယ် x ကိုမေးတယ်ဆိုရင်အမြဲတမ်းအမတို့က stationary point ရဲ့ x တန်ဖိုးကိုတခါတည်းယူရေးလိုက်လို့ရတယ် range လို့မေးတယ်ဆိုရင်
ဘာတန်ဖိုးယူရေးလိုက်လို့ရလဲဆိုရင် y တန်ဖိုး y value ကိုယူရေးလိုက်လို့ရတယ်ဒီမှာ range ဆိုရင်ဘယ်လိုရေးရမလဲဆိုတော့ f က greater than or equal minus 1/8เนาะအဲ့တော့ range ဆိုရင် y ရဲ့ stationary point က y ရဲ့ value ကိုယူရေး x ရဲ့တန်ဖိုးမေးတယ်ဆိုရင် stationary point က x ရဲ့ value ကိုယူရေးလို့ရတယ်အဲ့တော့သူပေးရဲ့ဟာ least ဆိုရင်တော့ရေးရင် least လို့ရေးရမယ်သူပေးရဲ့ဟာ greatest ဆိုရင်တော့ရေး greatest လို့ရေးရမယ်ပေါ့နော်ဒါကြောင့်အလွယ်မှတ်တာပေါ့နော်နားလည်တယ်ဆိုလို့ရှိရင်တော့ပိုကောင်းပါတယ်ဟုတ်ပြီနောက်တစ်ခုက using your value of b sketch the graph y equal to f of x နဲ့ y equal to f inverse of x ကို graph ဆွဲခိုင်းတယ်အဲ့တော့အမဟိုဘက်ကနေပြီးတော့ value လေးတွေယူလိုက်မယ် p ကကြတော့ x က greater than or equal minus 5/4 ဖြစ်ရမယ်เนาะပြီးရင် equation ကိုယူလိုက်မယ် y equal က 2x square plus 5x plus 3 okay အဲ့တော့ graph တစ်ခုဆွဲမယ်ဆိုရင်မြန်ဘာလုပ်ရမလဲ y equal 0မှာ x ဘယ်လောက်လဲ x equal 0မှာ y ဘယ်လောက်လဲဆိုတာရှာရမယ်1 y equal 0ဆိုရင် 2x square plus 5x plus 3 equal 0ဒါကိုမှချက်ချီကခွဲလိုက်မယ် 2x x plus 5x ဆိုတော့6ထဲကနေနှုတ်တာမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့2နဲ့3နဲ့မတွဲဘူးတက်စီအဲ့တော့ 3x နဲ့ 2x ရမယ်လိုချင်တာက plus 5x အလျားကောင် plus 5x ဆိုတော့နှစ်ခုလုံးပေါင်းရမှာပေါ့နော်ဒီလိုလေးဖြစ်သွားမယ် okay အဲ့တော့ x က 2x plus 3 equal 0နဲ့ x plus 1 equal 0နှစ်ခွင်းရမယ်အဲ့တော့ x က minus 3/2 or x equal minus 1 okay ဒီမှာ x တန်ဖိုးစမ်းစစ်မယ်ပေါ့နော်အမတို့က x က minus 5/4 ထက်ကြီးတာကိုပဲလိုချင်တာminus 5/4 ကကြတော့ minus 1.25 ပေါ့နော် decimal အနေနဲ့ဆိုရင်ဒီ minus 3/2 ကကြတော့ minus 1.5 ဆိုတော့ဒီ x တန် x axis မှာအမတို့ရှာကြည့်မယ်ဆိုလို့ရှိရင် minus 1.5 ရယ် minus 1.25 ပြီးတော့မှ minus 1ပေါ့အမတို့လိုချင်တာကဒီ minus 1.25 ထက်ကြီးတာကိုပဲလိုချင်တယ်ဒီဘက်ငယ်တဲ့ကောင်မလိုချင်ဘူးပေါ့နော်ဒီဘက်ကိုမလိုချင်ဘူးဒီဘက်ကိုပဲလိုချင်တယ်အဲ့ဒီအတွက်ကြောင့် x equal minus 3/2 ကိုကမယူတော့ဘူးเนาะအဲ့လိုဆန်းစစ်လို့ရတယ်ဟုတ်ပြီလောလောဆယ်ဒါကအမတို့မယူပါဘူး reject ပြီးရင် 1x equal 0မှာ y ကိုရှာမယ်အဲ့တော့ရှေ့ရ x ပါတဲ့ကောင်တွေအကုန်လုံးက0ဖြစ်သွားတော့ y equal 3ရပါမယ်အဲဆိုဒီအမှတ်တွေကို graph မှာမှတ်လိုက်မယ် y က3 x က minus 1မှာဖြစ်မယ်ပြီးရင်အမတို့အရှိမရှာခဲ့တာက stationary point minimum point ပေါ့နော်ဘာရှိလဲဆိုရင် minus 5/4 minus 1/8 ရှိတယ်အဲ့ဒါက minimum point အဲ့တော့ minus 5/4 က minus 1.25 ဆိုတော့ 1 ကျော်မှာပေါ့နော်1ကျော်မှာထားလိုက်မယ်ဒါက minus 5/4 အဲ့တော့ y ကကြတော့ minus 1/8 ဆိုတော့နည်းနည်းပဲပေါ့နော်1မပြည့် 1/8 ပဲဆိုတော့ဒီနားလေးမှာထားလိုက်မယ် minus ဟုတ်ပြီဒီ minus 5/4 နဲ့ minus 1/8 စုံတဲ့နေရာလေးကဘာဖြစ်မလဲဆိုတော့မတို့ရဲ့ minimum point ဖြစ်မယ်ဒီနေရာလေး minus 5/4 ဒါ minimum point အဲ့တော့ curve ကကြတော့ဒီလိုရှိမှာပေါ့နော်အဲ့အောင်မှအမတို့ minimum point ကနေဒီဘက်တစ်ချမ်းပဲဆွဲမှာအမှတ်လေးချပြီးသွားပြီဆိုရင်ဆက်လိုက်မယ်လိုမျိုးဆက်လိုက်မယ်အဲ့တော့ဒါကဘယ်သူ graph လဲဆိုရင်ကဒီကောင်က f of x လို့ပေးထားရပေါ့နော်အဲ့တော့ဒါက f of x ရဲ့ graph ပြီးရင်
f of x နဲ့ f inverse of x ကိုဆွဲခိုင်းတာ f of x နဲ့ f inverse of x ကိုဆွဲခိုင်းတိုင်းနှစ်ခုဆိုပြီးတော့မလန့်ဝါနဲ့ပေါ့နော်အဲ့နှစ်ခုဆွဲရလွယ်တယ်သူတို့နှစ်ခုက reflection ဖြစ်မယ်ဘယ် line မှာ reflection ဖြစ်တာလဲဆိုရင် y equal to x line မှာ reflection ဖြစ်တာy equal to x line ဆိုတော့ y1 ဆိုရင် x1 y2 ဆိုရင် x2 အဲ့ဒီအမှတ်တွေမှာပေါ့နော်တနည်းအားဖြင့်ဆိုလို့ရှိရင်တော့ဒီမှာအလဲပေါ့အလဲကနေပြီးတော့ဆွဲထားတဲ့ line အဲ့ line က y equal to x f of x နဲ့ f inverse of x graph ကိုဆွဲတိုင်း y equal to x line လေးကိုထည့်ပေးလိုက်ပြီးရင်ဒီ f of x မှာအမားတို့အခု point က3ခုရှိရပေါ့ stationary point က -5/4 -1/8 အမဒီကောင်အနီလေးနဲ့ပြောင်းရေးလိုက်မယ်နေကွဲသွားအောင်လို့ပေါ့နော်အဲ့တော့ -5/4, -1/8 ကရှိထားတဲ့ stationary point နောက်တစ်ခုက -1,0 ရှိရယ် 0,3 ရှိရယ်ဒါက f of x ကိုဆွဲတော့အမတို့ချခဲ့တဲ့ point 3ခုအဲ့တော့ဒီတစ်ခေါက် f inverse of x ကိုဆွဲမယ်ဆိုလို့ရှိရင်ဒီဟာရဲ့ x dy ဒီခုလုံးပြောင်းပြန်လှန်လိုက်ရုံပဲ f inverse of x အတွက် -1/8, -5/4 ဖြစ်မယ် 0, -1 ဖြစ်မယ်3, 0 ဖြစ်မယ်အဲ့တော့ဒီအမှတ်3ခုကိုလိုက်ချလိုက်မယ်ပြီးရင်ဆက်လိုက်ရုံပဲဒါဆိုရင် inverse graph ကိုရသွားပြီเนาะအဲ့လို x နဲ့ y နဲ့ပြောင်းပြန်လှန်လိုက်ရုံပဲเนาะ f of x တာရရင် inverse ကရတယ် okay အဲ့တော့ -1/8 ဆိုတော့ဒီနားမှာပေါ့နော် x ရဲ့အနှုတ်ပတ်ချမ်းမှာဟိုကအမတို့ y ဝင်ရိုးမှာကပြောင်းပြန်ဆိုရင် -1 ရှိမယ်ဒီဘက်က x အမှတ်တွေအကုန်လုံးက y ကိုရောက်သွားမှာပြီးရင် -5/4 ရှိမယ် okay အဲ့တော့ minimum point က -1/8 နဲ့ -5/4 ဆိုတော့ဒီနားမှာမှတ်လိုက်မယ်ပြီးရင်ဒီအမှတ်ကိုဖြတ်မယ် -1 0, -1 ကိုဖြတ်မယ်ပြီးရင် x ဝင်ရိုးမှာက3ရှိမယ်ပေါ့နော်3, 0 ရှိမယ်ဟုတ်ပြီအဲ့တော့ဒီဘက်ကလိုပဲဒီဘက်ကိုလည်းအမှတ်3ခုကိုဆက်လိုက်မယ်ဆက်လိုက်ပြီအဲဆိုရင်ဒီဟာဘာဖြစ်သွားပြီလဲဆိုရင် f inverse graph ဖြစ်သွားပြီအဲ့တော့အတိကမှန်ရမှာကအမားတို့ intercept တွေမှန်ရမယ်ပေါ့နော်ဘယ် x ဝင်ရိုးဘယ်မှာဘယ်အမှတ်မှာဖြစ်လဲ y ဝင်ရိုးဘယ်မှာဘယ်အမှတ်မှာဖြစ်လဲအဲ့ဒါမှန်ရမယ် f of x နဲ့ inverse နဲ့ကတစ်ခုနဲ့တစ်ခု reflection ဖြစ်ရမယ်ဒါကကြတော့ f of x နဲ့ inverse function ကို graph ဆွဲတာဟုတ်ပြီအဲ့ဆိုရင်မတို့5နောက်ပုတ်သွားမယ် log ပုတ်စာပေါ့နော် base 10 logarithm နဲ့ရေးခိုင်းတာသူပေးထားတဲ့ဟာကိုအရင်ရေးလိုက်မယ် log a minus 4 log b minus 3အဲ့တော့ဒီမှာဒီအောက်တိမ်မှာက log ဘာမှမရှိရင် base 10ရှိတယ်ဆိုတာသိရမယ်အဲ့အရှိရဟာအကုန်လုံးကိုအမတို့က10ထည့်ပြီးတော့အရင်ရေးလိုက်မယ်ဟုတ်ပြီအဲ့တော့နောက်က3ကကြတော့တနည်းအားဖြင့်3 into 1ပေါ့အဲ့တော့1အတွက်ကိုဘယ်လိုထည့်မလဲဆိုတော့ log base 10ဆိုတော့ဒီအပေါ်က10 base နဲ့နောက်ကကောင်နဲ့တူရင်1ဖြစ်တယ်အဲ့တော့ဒီလိုပုံစံပြောင်းရေးလိုက်မယ် minus 3 into log lg ပဲရေးရပေါ့နော် log 10 base 10 okay အဲ့ဆိုရင်ဒီမှာက log ကြီးပဲဖြစ်ဖို့အမားတို့ဒီထက်ညွန်ဒီရှေ့ရမြောက်ထားတဲ့ကောင်လေးတွေကိုထက်ညွန်တင်လိုက်မယ်အဲ့တော့ဒါကဘယ် formula ဖြစ်မလဲဆိုရင် log a power x ဆိုရင်ဒီ x ကို log ရှေ့ကိုချတယ် x log a ရတယ်ပေါ့နော်အခုကျတော့ပြောင်းမြန်ဒီဘက်ကနေပြီးတော့ဒီဘက်ကိုပြန်ပြောင်းမယ်အဲ့တော့အရှိမမြောက်ထားတဲ့ကောင်တွေကို power အနေနဲ့တင်လိုက်မယ် log 10 a power 5 minus log b power 4 base 10 minus log lg log 10 power 3 base 10ဟုတ်ပြီပြီးရင်နောက်ထပ်ဘာ formula သုံးရမလဲဆိုရင် log a minus log
b ဆိုလို့ရှိရင် log formula အရာက log ဒီနောက်ကကောင်နှစ်ခုကိုစားလို့ရတယ် a by b ဒီမှာအနှုတ်တွေကြီးပဲပေါ့နော်နောက်တစ်ခုကကြတော့ log a plus b ဆိုလို့ရှိရင်เนาะ log into log a into b ပေါ့နော် ab အဲ့ formula လေးတွေကိုသုံးမယ်အဲ့တော့ဒီမှာအမကနားလည်ရလွယ်အောင်လို့ဒီနောက်ကနှစ်ခုရဲ့အနှုတ်လေးတွေကိုပုံထုတ်လိုက်မယ်အနှုတ်လို့ထားလိုက်မယ် plus အနှုတ်ကိုပုံထုတ်လိုက်တဲ့အခါမှာဒီအလေကအပေါင်းဖြစ်သွားမယ်ဒီလိုပေါ့နော် okay ဒီ formula လေးကိုဒီပေါ်ပို့လိုက်မယ်အဲ့တော့အရင်ဆုံးဒီနောက်ကကောင်နှစ်ခုကိုညှောက်ပေးလိုက်မယ် log 10 base 4 10 power 3ဟုတ်ပြီအကြတော့မှဒီမှာအနှုတ်ဖြစ်သွားပြီဆိုရင် a power 5နဲ့ဒီဟာနဲ့ကိုစားလိုက်ရုံပဲ log a power 5 by b power 4 10 cube base 10ဒါပဲသူက single base 10ဆိုတော့ base 10တစ်ခုတည်းနဲ့ရေးခိုင်းတာအဲ့တော့ဒီမှာဒီအဆင့်မှာပေါ့နော်ဒီအဆင့်မှာကတည်းကဒီတိုင်းကိုကနားလဲဆိုရင်ဒီအဆင့်ကိုတန်းရေးလို့လည်းရတယ်အခုအမကနားလေရပို့လွယ်အောင်အဆင့်ဆင့်သွားပေးလိုက်တာပေါ့နော်ဟုတ်ပြီ b ကကြတော့ log equation ပေးထားတာအဲ့ဒါမှ solve the equation ဆိုတော့ x ကိုရှာခိုင်းတာဖြစ်တယ် log x plus 1 base 5 minus log 5 x plus 1 equal 0အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ဒီအရှိကကောင်နဲ့အနောက်ကကောင်က log နောက်ကကိန်းနဲ့ base နဲ့ကပြောင်းပြန်ဖြစ်နေတယ်အဲဆိုရင်အမတို့က base တူအောင်ပြောင်းပေးရမယ်အဲ့တော့ဘယ် formula နဲ့ပြောင်းမလဲဆိုလို့ရှိရင် log a base b ကို log a by log b လို့ရေးပြီးတော့တူညီတဲ့ base တစ်ခုထည့်ပေးလို့ရတဲ့ formula ရှိတယ် okay အဲ့တော့ formula လေးကိုအနေနဲ့ပြောင်းရေးလိုက်တယ်ပေါ့နော်꿰အောင်လို့အဲဆိုရင်ဒီမှာအမတို့ base မှာကကနန်းဆိုလို့ရှိရင်ပိုလွယ်တယ်ပေါ့နော်လောက်ရအဲ့တော့ base က5ထားလိုက်မယ်ဒီဘက်ဒုတိယကိန်းကိုပြောင်းရေးမယ်ပထမကိန်းကတော့သူ့အတိုင်းရေးမှာဆိုတော့ဒီတိုင်းပဲဟုတ်ပြီပြီးရင် log နောက်ကကိန်းနဲ့ base ကိုပိုင်းဝေတစ်ခုပိုင်းကြီးတစ်ခုရေးလိုက်တယ်ပြီးရင်တူညီရဲ့ base ထားပေးမယ်အခုအမလိုချင်တဲ့ base က5ဖြစ်တဲ့အတွက်ကြောင့်အပေါ်ရောအောက်ကိုရော5လို့ထားလိုက်မယ်အဲဆိုရင်ဒီအပေါ်ကကောင်ကနောက် log နောက်ကကိန်းနဲ့ base နဲ့တူတဲ့အခါမှာသူကဘာဖြစ်သွားမလဲ1ဖြစ်သွားမယ်အဲဆိုဒီဟာရမယ်အဲ့တော့ဒီမှာဒီ log ကြီးကိုအမကလွယ်အောင်လို့ a လို့ထားလိုက်မယ်ပြီးတော့မှအခု a နဲ့အစားသွင်းပြီးတော့မှပြန်ရှင်းမယ်ပေါ့နော်အဲ့တော့ substitute လုပ်လိုက်ရင် a minus 1 by a equal 0ဒီ equation တစ်ခုလုံးကို a နဲ့မြှောက်လိုက်မယ်အဲဆိုရင် a square minus 1 equal 0ရမယ် a square equal 1 a equal plus or minus 1ဟုတ်ပြီအဲဆို a ကဘာလို့ပေးခဲ့ရလဲအပေါ်က log 5 log x plus 1 base 5 equal plus or minus 1ရမယ်နှစ်ခုခွဲရေးလိုက်မယ် log x plus 1 base 5 equal 1 or log x plus 1 base 5 equal minus 1 okay အဲဆိုရင်ဒီမှာအမတို့က x လိုချင်တာဖြစ်တဲ့အတွက် log ပုံကနေပြီးတော့ exponential ပုံစံပြောင်းရေးမယ်exponential ပုံစံကဥပမာ log x ဒီလိုပေါ့နော် base a equal y ပဲထားပါတော့အဲဆိုရင်ဘယ်လိုပြောင်းရေးလဲဆိုတော့ log နောက်ကကောင်ကဒီဘက်ဒီသူရှိနေတဲ့အချမ်းမှာပဲထားရတယ်အမတို့ log ကိုဖြုတ်တယ်ပြီးဒီ base ကိုဟိုဘက်ပို့တယ် base ကဟိုဘက်ကိုရောက်လေ base နေရာမှာပဲရှိမယ်ဒီဘက်ကအရင်ရှိပြီးသား y ရကြတော့ထညွန့်ပေါ်တင်တယ်အဲ့လိုမှတ်တယ်ပေါ့
အဲ့တော့ log နှစ်ခါကဒီတိုင်းပဲထား log ကိုဖြုတ်ရေးလိုက်တယ် base ကဟိုဘက်ကိုရောက်တယ် base အနေနဲ့ပဲရှိတယ်ဟိုဘက်ကရှိတဲ့ကောင်ကထပ်ညွှန်းတင်လိုက်တယ်အဲဆိုရင်အခုအမတို့ရလာတဲ့ဟာကို exponential ပုံစံနဲ့ပြန်ရေးမယ် x plus 1 5ကဟိုဘက်သို့သွားမယ် base အနေနဲ့ပဲရှိမယ်5 power 1ဒီဘက်ကလည်း x plus 1 5ကဟိုဘက်သွား base အနေနဲ့ပဲရှိမယ်5 power minus 1အဲဆို5 power 1က5ပဲဒီဘက်ကကျတော့5 power minus 1ဆိုတော့ power အပေါင်းဖြစ်ဖို့ဆိုရင်ပိုင်းခြေကိုပို့လိုက်တော့ 1/5 ဖြစ်သွားမယ်အဲ့တော့မှအမတို့ x ဒီကိုရှင်းလိုက်မယ် x equal 4ရမယ်နောက်တစ်ဖက်ကတော့အပိုင်းကိန်းနဲ့ဖြစ်မယ်အဲ့တော့ဒီဘက်က1နဲ့ကနေနှုတ်လာမယ်ဆိုရင် minus 4/5 ရပါမယ်ဒါကြတော့ log equation ပေးပြီးတော့မှအမကို solve the equation လို့ပြောတဲ့အတွက် x တန်ဖိုးတွေရှာပေးရဒီလောက်မှာဆိုလို့ရှိရင်ဒီပုံစံတွေကတော်တော်ဒီလိုပုံစံပဲပေါ့နော်လာတာများတယ်ဟုတ်ပြီနံပါတ်6ကတော့ modulus အဲ့တော့ modulus ဆိုလို့ရှိရင် modulus ဆိုတာက modulus plus 6ကလည်း6ပဲ modulus minus 6ကလည်း6ပဲအဲ့တော့ modulus ထဲကကောင်ကိုပြန်ဖြည့်ပြီးတော့ရေးရင်အပေါင်းတစ်ခုအနောက်တစ်ခုရေးလို့ရတယ်သူပေးထားတာက 2x plus x minus 10 equal 5အဲ့တော့ modulus ဖြုတ်ပြီးတော့ရေးမယ်ဆိုရင် modulus ထဲကဟာကိုအပေါင်းနဲ့တစ်ခါညီမယ်အနှုတ်နဲ့တစ်ခါပေးညီမယ်ပြီးတော့မှအမတို့ရှင်းမယ်ပေါ့နော် okay အဲ့တော့ဒီဘက်က 2x square plus x minus 10 minus 5 equal 0ဒီဘက်ကတော့ 2x square plus x minus 10 plus 5 equal 0 okay အဲဆိုရင်ဒီဘက်က 2x square plus x minus 15 equal 0ရပါမယ်ဒီဘက်က 2x square plus x minus 5 equal 0ရပါမယ်တော့ဒီဘက်ကိုရှင်းမယ်ဆိုလို့ရှိရင်ချစ်ချစ်ကခွဲမယ် 2x x သူကအလေက plus x လိုချင်တာပေါ့နော်အဲ့တော့အမ6နဲ့5လုပ်လို့ရအောင်5 3 4လို့ခွဲလိုက်မယ်ရောင်ပြောင်းလိုက်မယ်နော်5 3 4လို့ခွဲလိုက်တော့ဒီကောင်က 6x ဒီကောင်က 5x 5x ပေါ့နော်အလေကလိုချင်တာက plus x ဖြစ်ဖို့ဆိုဒီကောင်က plus တန် minus နှစ်ကွင်းဒီလိုရပါမယ် 2x minus 5 into x minus 3 equals 0အဲ့တော့ x ကိုရှာလိုက်မယ် x equal 5/2 or x equal အမတို့ဒီမှာ plus ဆိုတော့ဒီဟာ plus ဖြစ်မယ်ပေါ့နော် plus ဖြစ်တော့ဒီကောင် plus ကွင်းဖြစ်ရမှာမယ်အဲဆိုရင် x equal က minus 3ရမယ်ပြီးတာကတစ်ချမ်းပြီးသွားပြီနောက်တစ်ချမ်းကကြတော့ဒီ equation ကိုအမတို့ကွင်းခွဲကြည့်မယ်ဆိုလို့ရှိရင်ခွဲလို့မရအောင်ပေါ့နော်ခွဲကြည့်လို့ try ကြည့်လို့တော့ရတယ်ဒါပေမဲ့ခွဲလို့မရဘူးအဲ့အတွက်ဘာလုပ်ရမလဲဆိုတော့ quadratic formula နဲ့ရှာပါမယ် quadratic formula ကတော့ x equal minus b plus or minus square root of b square minus 4ac by 2a ဒီမှာ a က2 b က1 c က minus 5အစားသွင်းမယ် okay အဲ့တော့ x equal minus 1 plus or minus square root of 1 square minus 4 into 2 into minus 5 by 2 into 2 minus 1 plus or minus square root of 1ဒီနောက်က3ခုကိုမြောက်လိုက်မယ်ဆိုလို့ရှိရင်40ရမယ်အဲ့တော့အနှုတ်2ခုဆိုတော့အပေါင်းဖြစ်သွားမယ်4အဲ့တော့ဒီကောင်က minus 1 plus or minus square root of 41 by 4ဒီက paper 1ဖြစ်တယ်ပေါ့နော်paper 1ဆိုတော့အမတို့ calculator သုံးလို့မရဘူးပေါ့နော်ဒါ non calculator paper ဆိုတော့ဒီ square root ကြီးကိုဖြည့်ရှင်းစရာမလိုဒီတိုင်းထားခဲ့လို့ရတယ်အဲ့တော့
အမားတို့ရဲ့အဖြေလေးကိုအောက်ဆုံးမှာစုပြီးတော့ရေးပေးလိုက်မယ် x equal 5/2 or x equal -3 or x equal 1 plus square root 41/4 or x equal -1 minus square root 41/4 ဒီလိုလေးကိုရေးပြလိုက်မယ်နော်အကယ်၍ calculator သုံးလို့ရတဲ့ paper ဆိုလို့ရှိရင်တော့ဒါကိုရှင်းပြီးတော့ decimal or significant figure နဲ့ရေးပြလို့ရတယ်ဟုတ်ပြီ number 7 number 7က point 3ခုပေးရတယ် point 3ခုပေးရတဲ့ဟာကို gradient နေရှာခိုင်းတာအဲ့တော့ gradient ရဲ့ formula က m equal to y2 minus y1 by x2 minus x1 အဲ့ဒါနဲ့ရှာရုံပဲပထမတစ်ခုက ab ab ဆိုရင် a နဲ့ b ကိုကြည့်မယ်နော်ဒီကောင်က x1 y1 ဒီကောင်က x2 y2 ဖြစ်ပါမယ် okay အဲ့တော့ 10 minus 4 by 6 minus -2 6 by ဒီအောက်က6 plus 2ဆိုတော့6 by 8ကျန်လိုက်ရင်3 by 4ရပါမယ် m ac နောက်တစ်ခုac ဆိုတော့ a က x1 y1 ဖြစ်မယ် c က x2 y2 ဖြစ်မယ် y2 minus y1 2 minus 4 x2 minus x1 12 minus -2 အပေါ်က -2 အောက်က12 plus 2 -2 by 14 equal -1 by 7နောက်တစ်ခု mbc အဲ့တော့ဘယ်လိုဖြစ်သွားမလဲ b က x1 y1 c က x2 y2 ဒါ1 y2 minus y1 ဆိုတော့2 minus 10 x2 minus x1 12 minus 6 minus 8 by 6 equal minus 4 by 3 a ကတော့လွယ်ရပေါ့နော် gradient formula ရရင်ရှာလို့ရတယ် b က hence လာပြီเนาะအဲ့တော့မတို့အပေါ်ကရှာခဲ့တဲ့တစ်ခုကိုပြန်သုံးရမယ် find the equation of circle ကတဲ့ abc 3ခုကိုဖြတ်သွားတယ်အဲ့တော့အပေါ်က gradient တွေကိုရှာရတဲ့ဟာကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ab နဲ့ bc က mab က 3/4 ဒါ ab BC ကကြတော့ -4/3 ဖြစ်တယ်အဲ့တော့နှစ်ခုကminus နဲ့ reciprocal ပေါ့နော်ပြောင်းပြန်ဖြစ်တယ်အနှုတ်ပြောင်းပြန်ဖြစ်တယ်အဲ့တော့ gradient နှစ်ခုကဒီလိုအနှုတ်ပြောင်းပြန်ဖြစ်တယ်ဆိုလို့ရှိရင် MAB က MBC နဲ့ကဒီလို minus နဲ့ပြောင်းပြန်ဖြစ်နေရဆိုရင်ဘာလို့ယူဆလို့ရတယ်ဆိုတော့ AB နဲ့ BC နဲ့ကယူဆတောင်းမှတ်ကြတယ်လို့ယူဆလို့ရတယ်အဲ့တော့စက်ဝိုင်းထဲမှာတောင်းမှတ်ကြတယ်စက်ဝိုင်းထဲမှာတောင်းမှတ်ကြတယ်ဆိုရင်အဲ့နှစ်ခုက angle in semicircle ဖြစ်တာအဲ့တော့တောင်းမှတ်ကြတယ်ဆိုတာက semicircle ရဲ့တောင်းတစ်ခုကအမြဲတောင်းမှတ်ကြတယ်အဲ့တော့အမတို့ရဲ့ cycle ပေါ်မှာ ABC 3ခုကဒီလို shape နဲ့ရှိလာမယ်AB နဲ့ BC ကတောင်းမှတ်ကြတယ်ဆိုတော့ဒီလိုဖြစ်သွားမယ် AB နဲ့ BC အဲ့တော့ဒီကောင်ကပါလဲdiameter ပေါ့နော် diameter ဖြစ်သွားမယ်အလယ်မှာက center ရှိမယ်အဲ့တော့အပေါ်ကရှာခဲ့တဲ့ gradient ကြည့်ပြီးတော့ circle ကအဲ့လိုပုံစံရှိပါတယ်လို့စဉ်းစားလိုက်ရမယ်ဟုတ်ပြီအဲ့ဒါကိုအရင်ဆုံးရေးမယ် MAB equal -1 by MBC therefore AB က perpendicular to BC အဲ့တော့ angle ABC is a angle in semicircle therefore AC က diameter
ဟုတ်ပြီအဲ့တော့ AC က diameter ဆိုအမတို့ AC ရဲ့ midpoint ကိုရှာရင် center ရမယ်ပြီးရင် AO ရှာလိုက်ရင် radius ရမယ် center ရဲ့ radius ရရင် equation of cycle ရေးလို့ရပြီသူရှာခိုင်းတာက equation of cycle ကိုရှာခိုင်းတာ okay အဲ့တော့အမကအမှတ်3မှတ်ကိုအောက်မှာတစ်ချက်ပြန်ယူလိုက်မယ် A က -2,4 B က 6,10 C က 12,2 ဟုတ်ပြီပုံလေးကိုကြည့်မယ်နော် okay စင်တာကိုရှာမယ်စင်တာ O က AC ရဲ့ midpoint ရဲ့ formula ကဘာရှိလဲဆိုရင် x1 plus x2 by 2 y1 plus y2 by 2 AC ရဲ့ midpoint ဆိုတော့အမတို့ A နဲ့ C ကိုယူရမယ် -2 plus 12 by 2 4 plus 2 by 2အဲ့တော့ 10 by 2 ရဲ့ 6 by 2ရဲ့ရမယ်အဲ့ဆိုရင် center က 5,3 ပြီးရင် radius ရှာမယ် radius ဆိုတော့ distance နဲ့ရှာရမယ်ပေါ့နော်အဲ့တော့ AO တခါလေးရှာလိုက်မယ် AO မှာအမတို့ distance ရဲ့ formula က x2 minus x1 the whole square plus y2 minus y1 the whole square အဲ့တော့ဒီမှာ2က O ရဲ့ဟာဖြစ်ပြီးတော့1က A ရဲ့ coordinate ဖြစ်မယ်အဲ့တော့ထည့်လိုက်မယ်ဆိုရင်5 minus 2ဆိုတော့အနောက်က minus ဖြစ်တဲ့အတွက်အမ plus လို့တခါလေးရေးလိုက်မယ် the whole square plus 3 minus 4 the whole square okay အဲ့ဒါကိုရှင်းတော့7 square plus 1 square ရမယ်အဲ့တော့49 plus 1 ဖြစ်တဲ့အတွက် square root of 50 ရပါမယ် equation of cycle တွေလုပ်တယ်ဆိုရင် radius ကို square root နဲ့ကြည့်ရင်ထားခဲ့လို့ရတယ်ဘာလို့လဲဆိုတော့အမတို့ equation of cycle ရောက်လို့ရှိရင် radius ကsquare တင်လိုက်ရမှာပေါ့နော်အဲ့ကြရင် square root ကပြုတ်သွားမယ် okay အမဒီဟာလေးကိုနည်းနည်းသိလိုက်မယ်အဲ့တော့အမတို့ center ရပါပြီ radius ရပါပြီဆိုရင် equation of cycle ရေးလို့ရပြီ equation of cycle က x minus a the whole square plus y minus b the whole square equal r square ဆိုတာရှိတယ် a နဲ့ b ကကြတော့ center ရဲ့ x coordinate နဲ့ y coordinate ကိုထည့်ရမယ် r ကကြတော့ radius ကိုထည့်ရမယ်အဲ့တော့ center ကဒီမှာ 5,3 ရခဲ့တယ်အဲ့တော့ x minus 5 the whole square plus y minus 3 the whole square equal square root of 50 the whole square ဒါမှ square root ကပြုတ်သွားမယ်နောက်ဆုံးဖြေက x minus 5 the whole square plus y minus 3 the whole square equal 50 equation of cycle ရေးတိုင်းအမြဲတမ်းဒီ the whole square ပုံစံလေးတွေကိုဒီတိုင်းထားခဲ့လို့ရတယ်အမတို့ဖြန့်ပေးစရာမလိုဘူးပေါ့နော်ပြီး number 8ကလည်း graph ဆွဲခိုင်းတာဒီ additional mathematics မှာတော့ graph ဆွဲခိုင်းတာတွေက common ဖြစ်တယ်ပေါ့နော် graph တွေကိုရနေမှရမယ် okay အဲ့တော့သူကဒီမှာက ln graph ကိုဆွဲခိုင်းတာဘာ graph ပဲဖြစ်ဖြစ်အမပြောရတယ်လို့ပဲ y equal 0မှာ x ဘယ်လောက်လဲ x equal 0မှာ y ဘယ်လောက်လဲလို့ရှာပါမယ် okay 1 y equal 0 5 ln 4x plus 3 equal 0အဲ့ဆို ln 4x plus 3က5ကသွားစားလဲ0ပဲဖြစ်မယ်အဲ့ဆိုရင် ln ဖြစ်သွားတယ်ဆိုအမှားတော့အမြဲတမ်း exponential ပုံစံနဲ့ရေးရမယ် ln ကကြတော့ log မှာ base e ပေါ့နော် e ရှိတယ် log base e က ln ပဲအဲ့တော့ 4x plus ဒီလိုပုံစံပေါ့နော် equal 0ဒီလိုပုံစံအဲ့တော့ 4x plus 3 equal e power 0
ဘာကိုပဲ power 0တင်တင်ဘယ်ကင်းကိုပဲ power 0တင်တင်1နဲ့ညီတယ်အဲ့တော့ 4x plus 3 equal 1ရမယ်ဆိုရင် 4x equal က minus 2 x equal minus 1/2ဟုတ်ပြီ x ရသွားပြီဆိုရင်အမားတို့နောက်တစ်ခုက 1 x equal 0 y ကိုရှာမယ်အဲ့တော့ y equal 5 ln 0 plus 3 5 ln 3ရပါမယ်ဒီမှာကအမားတို့ဒီ ln 3ကို calculator နှိပ်လို့မရဘူးပေါ့နော်အဲ့တော့ပုံမှန်ဆိုရင် ln 1က equal 0ဖြစ်တယ်ln 2 ln 3ပေါ့နော်1ထက်ကြီးတဲ့ကောင်တွေဆိုရင်0ထက်ကြီးပြီးတော့ positive ကဏ္ဍလေးတွေ decimal place တွေနဲ့တော့ဖြစ်တယ်အဲ့တော့ဒီမှာ 5 ln 3ကဘယ်လိုခန့်မှန်းလို့ရလဲဆိုရင်5ကျော်5ဝန်းကျင်ပေါ့အဲ့လိုမျိုးတော့ခန့်မှန်းလို့ရတယ်အဲ့တော့ဒီမှာကအမားတို့ calculator မှတ်နေရလဲ ln တန်ဖိုးတွေဆိုရင်ကိစ္စမရှိဘူးပေါ့နော် ln 1ဆိုရင်တော့0ဖြစ်တယ်လို့သိရမယ်ln 0ကတော့ undefined ဖြစ်တယ်ပေါ့အဲ့အလေးတော့သိရမယ်တခြား ln value တွေဆိုရင်တော့ဒီ y axis မှာ 5 ln 3လို့ရေးပြီးတော့ဆွဲပြလိုက်ရတယ်ဟုတ်ပြီဒါက x နဲ့ y ရဲ့ axis ကိုဖြတ်တဲ့ coordinate တွေကိုရှာပြီးသွားရင်အမားတို့ ln graph မှာကအမြဲတမ်းဘာတစ်ခုရှာရမလဲဆိုရင် asymptote ရှာရပါမယ်ဒါကကြတော့ဒီ ln graph ရဲ့ထူးခြားချက်ပေါ့နော် asymptote ရှာခြင်းရင်ဘယ်လိုလုပ်ရမလဲဆိုတော့အမြဲတမ်းဒီ ln ရဲ့အနောက်ကကွင်းထဲကကောင်ကို0နဲ့ညီပေးရမယ်တနည်းအားဖြင့် ln 0ကခုနပြောသလို undefined ဖြစ်တယ်အဲ့တော့အဲ့ဒီမြင်းမှာ ln 0ဖြစ်တဲ့မြင်းမှာဘာမှမဖြတ်သွားဘူးအဖြေရှိမှာမဟုတ်ဘူးအဲ့အတွက်အဲ့ဒီတန်ဖိုးသိချင်တဲ့အတွက်ဒီ ln နောက်က 4x plus 3ဆိုတာကြီးကို0နဲ့ညီပေးရမှာမဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒီကတန်ဖိုးကဖြစ်လို့မရဘူးဘာလို့လဲဆိုတော့0ဖြစ်သွားရင် undefined ဖြစ်မှာမို့လို့ဟုတ်ပြီအဲ့တော့အမှား asymptote ရှာဖို့အတွက် 4x plus 3 equal 0ဆိုရင် 4x equal minus 3x က minus 3/4ရမယ်အဲ့တော့အမှတ်တွေကိုမှတ်ပါမယ်y equal 0မှာ x က minus 1/2ပြီးတော့ asymptote က 3/4မှာရှိမယ်ပေါ့နော်3/4ကဒီဘက်ရောက်မယ်ဒါက minus 3/4အဲ့ဒါက asymptote ပြီးတော့ x0 မှာ y က 5 ln 3ဆိုတော့ positive ပေါ့နော် positive value ဘက်မှာ5 ln 3လို့ရေးပြလိုက်ရင်ရတယ်5 ln 3ကဘယ်လောက်လဲမသိရင်အဲ့တော့ဒီလိုဖြစ်သွားမယ်အဲ့တော့ asymptote မှာ asymptote မြင်ဆွဲမယ်asymptote မြင်ကိုက dotted line နဲ့ဆွဲပေးလိုက်မယ်asymptote မြင်မှာဘယ်တော့မှမထိရဘူးပြီးတော့အခုမှတ်ထားတဲ့ axis နှစ်ခုမှာမှတ်ထားတဲ့အမှတ်တွေကိုအမှားတို့ဆက်ပေးလိုက်မယ်ဒီလိုပုံစံဖြစ်သွားမယ်အဲ့တော့ရလာတဲ့ graph က y equal 5 ln 4x plus 3သူကဒီမှာ intercept with axis လို့ပြောတဲ့အတွက်ဒီ intercept လေးတွေမှတ်ပေးရမယ်ဒီက minus 1/2เนาะ minus ကဒီမှာမြင်းနဲ့ခံသွားတယ်အဲ့တော့ x intercept ဆိုတဲ့အတွက် intercept of axis လေးတွေကိုရေးပေးရမယ်ပြီးရင်ဒီမှာ equation of any asymptote လို့ပြောတယ်အဲ့တော့ asymptote ရဲ့ equation ကဘယ်လောက်လဲဆိုရင် x equal to minus 3/4ဖြစ်တယ်အဲ့ဒီ equation ကိုထည့်ရေးပေးရပါမယ်အဲ့ဆိုရင် ln graph တိုင်းမှာဒီလိုဆွဲလို့ရတယ်x equal 0မှာ y ဘယ်လောက်လဲ y equal 0မှာ x ဘယ်လောက်လဲရှာပြီးလို့ရှိရင် asymptote ကိုလည်းရှာရမယ် asymptote ရှာခြင်းရင် ln နောက်ကကောင်ကို0နဲ့ညီပေးလိုက်ဟုတ်ပြီ number 9 number 9က differentiation integration ပေါ့နော်သူကဘာပေးလဲဆိုတော့ f double prime x ကိုပေးထားတယ်အဲ့တော့ဒီမှာအမတို့သုံးနှုန်းလေးတစ်ခုသိရမယ်ပေါ့နော် y နဲ့ဆိုရင်တော့ differentiate လုပ်ရင် dy by dx နဲ့ second derivative ဆိုရင်ဒီ 2y by dx square အဲ့လိုရှိရယ်အဲ့ဒါကိုအမတို့ y နဲ့မရေးဘဲနဲ့ function အနေနဲ့ရေးရင် f of x ကို differentiate လုပ်ရင် derivative က f prime x second derivative က f double prime x အဲ့လိုရမယ်အခုကသွား f prime ပုံစံနဲ့ရေးတာပေါ့နော်အဲ့တော့အမားတို့ကိုပေးထားတာကဒီ second derivative ပုံစံကိုပေးထားတယ်
ပြီးတော့မှသူကဒီအပေါ်ပြန်တက်ခိုင်းတာအပေါ်ပြန်တက်ခိုင်းတာဆိုတော့ပြောင်းပြန်သွားခိုင်းတာဆိုတော့ဘာလုပ်ရမလဲဆိုရင် integration လုပ်ရမယ် okay integration လုပ်ရမယ်နော်ဟုတ်ပြီအဲ့တော့သူပေးရတာကိုအရင်ရေးလိုက်မယ် f double prime x က 2x plus 5 the whole power minus 3 by 2 this can have a gradient 2 by 3 at the point 2, 2ဆို gradient ဆိုတာကဒါ f prime x မှာ f prime x ရဲ့တန်ဖိုးအဲ့တော့သူက coordinate of stationary point ကိုရှာခိုင်းတယ်ဆိုလဲ coordinate of stationary point ကိုရှာခိုင်းရင်အမတို့က first derivative ကိုသိရမယ်အဲ့တော့အရင်ဆုံးသူပေးရတဲ့ second derivative ကို integrate လုပ်လိုက်မယ် first derivative ရအောင် integration 2x plus 5 the whole power minus 3 by 2 dx integration က differentiation နဲ့ပြောင်းပြန် differentiation မှာထက်ညွန်းကိုရှေ့ချထက်ညွန်းကိုတစ်နှုတ်အဲ့လိုလုပ်တယ်integration မှာအရင်ဆုံးထက်ညွန်းကိုတစ်ပေါင်းမယ်ထက်ညွန်းအရင်တစ်ပေါင်းရမယ်အဲ့တော့ minus 3 by 2 ကိုတစ်ပေါင်းမယ်အဲ့ကြရင်2 by 2ပေါ့နော်အဲ့တော့အမတို့ minus 1 by 2ရမယ်ထက်ညွန်းအရင်တစ်ပေါင်းထက်ညွန်းနဲ့စာ differentiation နဲ့ပြောင်းပြန်နော် integration ကထက်ညွန်းတစ်ပေါင်းထက်ညွန်းနဲ့စာပြီးရင် the whole power ရှိရင်ခွင်းထဲမှာရှိရင်အဲ့ဒီခွင်းထဲကကောင်ရဲ့မြောက်ဖော်ကိန်းကိုထပ်စားရမယ် differentiation မှာအမတို့ကခွင်းထဲမှာရှိရဆိုရင်ခွင်းထဲကဟာကိုနောက်တစ်ဆင့် differentiate လုပ်တဲ့အနေနဲ့နောက်မှာမြောက်တယ် integration ကကြတော့ပြောင်းပြန်ဒီခွင်းထဲကရှိတဲ့မြောက်ဖော်ကိန်းကိုစားရမယ်အဲ့တော့ဒါကintegrate လုပ်လိုက်တဲ့ပုံစံပြီးရင်အမြဲတမ်းအနောက်ကဂိမ်းတစ်ခုထည့်ပေးရမယ်အဲ့တော့ဒီကနေပြီးတော့နှစ်ခုကိုကျင်းလိုက်ရင် minus 2x plus 5 the whole power minus 1 by 2 plus c okay အဲ့တော့ဒီ f prime x ကိုရချင်တယ်ဆိုရင်အမှားတို့ c တန်ဖိုးကိုရှာရအောင်မယ်ပေါ့ c တန်ဖိုးကိုအပေါ်ကသူပေးထားတဲ့ gradient value ဆိုတဲ့ဟာကနေပြီးတော့ c တန်ဖိုးပြန်ရှာမယ်အဲ့တော့သူက 2,2 လို့ပေးရတယ် x coordinate 2မှာ x coordinate 2မှာဒီ gradient တန်ဖိုးဖြစ်မှာအဲ့တော့ x နေရာမှာအမတို့2ထည့်ရေးမယ်အဲ့ကြရင်2ထည့်လိုက်မယ်ဆိုရင်2 into 2 plus 5 the whole power minus 1 by 2 plus c 2ထည့်လိုက်ရင် gradient ကဘယ်လောက်လဲဆိုတော့2 by 3အဲ့တော့အရာရှင်းမယ်4 plus 5 the whole power minus 1 by 2 plus c equal 2 by 3အဲ့တော့ဒီ minus power ကြီးကိုအပေါင်းဖြစ်အောင်အရင်ဆုံးကွင်းထဲဟာကိုရှင်းလိုက်မယ်ဒီလိုရမယ်ပြီးတော့မှ minus power အပေါင်းဖြစ်အောင်အမအောက်ကိုပို့လိုက်မယ် plus c equal 2 by 3ဆိုရင် power 1 by 2ဆိုရင် square root ပုံစံပြင်ရေးလို့ရတယ် okay အဲ့တော့မှ square root 9 က3ရပါမယ်အဲ့တော့ minus 1 by 3 plus c equal 2 by 3အဲ့တော့ c ကိုလိုချင်ရင်2 by 3 plus 1 by 3ဆိုတော့ c က1ရပါမယ်ဟုတ်ပြီဒီဘက်ရွှေ့လိုက်တယ်အဲ့တော့မှ c ရသွားပြီဆိုမှအမတို့ c နေရာမှာအစားပြန်သွင်းမယ် f prime x equal minus 2x plus 5 the whole power minus 1 by 2 plus 1ဒါကသူပေးထားတဲ့ပေးချက်နဲ့ first derivative ကိုအရင်ရှာလိုက်တာအမတို့ကိုတကယ်မေးတာဘာအောင်မေးရလဲဆိုတော့ coordinate of stationary point ကိုမေးတာ stationary point လိုချင်ရင် first derivative ကို
0နဲ့ညီရမယ်တနည်းအားဖြင့် stationary point ဆိုရင် dy by dx က equal 0အခုဒီမှာ dy by dx မဟုတ်ဘဲနဲ့ f prime x နဲ့ပေးထားတယ် okay အဲ့တော့မှဒီဘက်မှာဆက်တွက်ပါမယ် stationary point ဆိုရင် minus 2x plus 5 the whole power minus 1 by 2 plus 1 equal 0အဲ့တော့ဒီအနှုတ်ကိုဟိုဘက်ပို့တဲ့ပုံစံမျိုးနဲ့ရေးလိုက်မယ်ပေါ့နော်1 equal 2x plus 5 the whole power minus 1 by 2ပေါ့ okay ပြီးရင်အမဒီအနှုတ်ထက်ညွန်းကိုအပေါင်းဖြစ်ချင်တော့အောက်ချလိုက်မယ် 2x plus 5ပြီးရင် the whole square root ပုံစံနဲ့ရေးလိုက်မယ်ပြီးတော့မြောက်တယ်ဆိုရင် square root 2x plus 5 equal 1ဖြစ်သွားမယ်အဲ့တော့ 2x plus 5 equal 1အဲ့တော့1ကဘယ်လိုရလဲဆိုရင်အမဒီကြားထဲမှာနောက်တစ်ဆင့်ထပ်ထည့်ပေးမယ်ဒီဘက် square root ကိုပျောက်ချင်တယ်ဆိုရင်နှစ်ဖက်လုံးကိုနှစ်ထပ်တင်လိုက်တယ် 2x plus 5ကိုလည်းနှစ်ထပ်တင်တယ်1ကိုလည်းနှစ်ထပ်တင်လိုက်မယ်အဲဆိုဒီကောင်က the whole square ဆိုတော့ square root ပြောသွားတော့ 2x plus 5ဟိုဘက်က1 square ဆိုတော့1ရမယ်အဲ့လိုပြောအဲ့တော့မှ 2x equal 5ကဟိုဘက်သွားနှုတ်ရင် minus 4ရမယ် x equal minus 2အဲ့ဆိုရင် x ရဲ့တန်ဖိုးကိုရပါပြီ coordinates လို့ပြောတော့အမတို့ဘာကိုလဲရှာမလဲ y တန်ဖိုးလဲရှာမယ်ပုံမှန်ဆိုလို့ရှိရင် stationary point အတွက် x ရပြီးသွားပြီဆိုရင်သူပေးထားတဲ့အပေါ်ဆုံးက y equation မှာအမတို့ကအစားပြန်သွားသွင်းတယ်ဒါပေမဲ့ဒီမှာကျတော့သူကy ပေးတာမဟုတ်ဘူးပေါ့နော် f of x ပေးတာမဟုတ်ဘဲနဲ့ second derivative ကိုပေးထားတာဆိုတော့အမတို့ကပြောင်းပြန်ပြန်ရှာရတာပေါ့အဲ့တော့အခုက first derivative ဖြစ်တဲ့ f prime x ပဲရသေးတယ်အဲ့တော့ y equation ရဖို့ f of x equation ကိုအရင်ရှာရမယ် f of x ကိုလိုချင်ရင် f prime x ကို integrate ပြန်လုပ်ဟိုဘက်မှာဆက်တွက်မယ်နော်အဲဆိုရင် f of x လိုချင်တယ်ဆိုရင် f prime x ကို integrate လုပ်မယ်အဲ့တော့အရှိကအမတို့ရခဲ့တဲ့ f prime x က minus 2x plus 5 the whole power minus 1 by 2 plus 1ရခဲ့တယ်เนาะဒီအောက်ကဟာအဲ့တော့အဲ့ဒါကို integrate လုပ်တယ် integrate လုပ်တော့ထက်ညွန်းကိုတစ်ပါထက်ညွန်းနဲ့စာအဲ့တော့ minus 1 by 2ကိုတစ်ပေါင်းလိုက်မယ်ဆိုရင်1 by 2ရမယ်အနှုတ် 2x plus 5 power 1 by 2အဲ့ထက်ညွန်းနဲ့စာတော့အောက်က1 by 2ပြီးရင်ဒီ coefficient နဲ့ပြန်စားတော့2နဲ့ထပ်စား1ကို integrate လုပ်ရင် x ဖြစ်မယ်ပြီးတော့အမတို့ plus ကိန်းတင်နောက်တစ်ခုထည့်ရမယ်အရှိမ c ရေးပြီးသားဆိုတော့ဒီမှာ a လို့ထည့်လိုက်မယ် okay 2ကဒီလိုခြေသွားမယ် minus 2x plus 5 the whole power 1 by 2 x plus a အဲ့တော့ square root ပုံစံနဲ့ပြောင်းရေးလိုက်မယ်ပေါ့နော် square root 2x plus 5 plus x plus a okay အဲ့တော့ဒီမှာလဲခုနကf prime x လို့ပဲပေါ့နော်ဒီကိန်းတေကိုဒီ constant value ကိုအရင်ရှာရမယ်အဲကြတော့မှအမတို့ f of x ရဲ့ equation ပြည့်စုံရမယ်အဲ့တော့ရှေ့ကသူပေးရတဲ့ပေးချက်ကိုသွားကြည့်လို့ရှိရင်ဒီ curve က gradient ကဒီ point ရဲ့ gradient ဆိုတော့အဲ့ဒီ curve က 2,2 ကိုဖြတ်တယ်ဆိုရင် x2 မှာဆိုရင် y တန်ဖိုးက2เนาะအဲ့ဒီအချက်ကိုအမတို့သုံးမယ်အဲ့တော့ဒီ curve က 2,2 မှာ gradient ရှိရဆိုတော့သဘောက 2,2 ကိုဖြတ်သွားတယ်အဲ့တော့ x equal 2မှာဆိုရင် y equal 2အဲ့တော့ဒီမှာအမတို့ f of x ဆိုတဲ့ equation ရတာပြီ x တန်ဖိုးတွေမှာ2ထည့်လို့ရှိရင် f of x ရဲ့တန်ဖိုးက2ဖြစ်ရမယ်အဲ့တော့အဲ့လိုမျိုးအစားသွင်းပြီးတော့ a ရဲ့တန်ဖိုးကိုရှာမယ် f of
2ပေါ့နော် y x တန်ဖိုးက2အဲ့တော့ x နေရာမှာ2ထည့်လိုက်တာဒီ x နေရာမှာ2ထည့်လိုက်တာ f of 2ရဲ့တန်ဖိုးကဘယ်လောက်ရအောင်လဲဆိုတော့2ရအောင်မယ်အဲဆိုရင်မတို့ဒီ x တွေနေရာမှာ2ကိုထည့်မယ်နေအများနေအပေါင်းငါပြီးရင်နဲ့အပေါင်း a equal က2ဒီလိုရေးတာရှုပ်သွားတယ်ဆိုလို့ရှိရင်လေသဘောကဒီ x တွေနေရာမှာ2တွေကိုထည့်လိုက်ရင်ရတဲ့ y တန်ဖိုးက2ပေါ့နော်အဲ့လိုပါပဲဒါကြောင့်မှ function ပုံစံနဲ့ရေးပြတာပေါ့နော်โอเคအဲ့တော့မှရှင်းလိုက်မယ်ဒီအထဲတဲ့က4 plus 5ဆိုတော့9ဖြစ်သွားမယ်9 plus 2 plus a equal 2အဲ့တော့ဒီ2ချင်း2ချင်းကဟိုဘက်နဲ့ဒီဘက်ဆိုတော့ခြေလိုက်လို့ရတယ်ဒါမှမဟုတ်နောက်မှအနှုတ်နဲ့ရှင်းလိုက်ရင်လည်းခြေသွားမှာပေါ့နော် square root 9က3ရမယ် plus a equal 0အဲ့တော့ a equal က3ရပါမယ်အဲ့တော့မှအမတို့ a တန်းဖို့ကို f of x equation မှာပြန်အစားသွင်းမယ် minus square root of 2x plus 5 plus x plus 3ရမယ်ဒါက f of x equation okay အဲ့တော့အခုကဘာရှာနေရလဲဆိုရင် coordinate of stationary point အတွက်ရှေ့မှာ x ရခဲ့တယ်အဲ့တော့ y ကိုရှာမှာ x တန်ဖိုးကဘယ်လောက်လဲဆိုတော့ -2 အဲ့တော့ y တန်ဖိုးလိုချင်တဲ့အတွက် f of -2 ကိုရှာပါမယ် x နေရာမှာ -2 တွေထည့် -2 ဆိုတော့2နဲ့ -2 နဲ့မြောက်ရင် -4 ဖြစ်သွားမယ်ဒီနေရာမှာ -4 လို့တခါလေးရေးလိုက်မယ် plus 5 plus -2 plus 3ဒီထဲထဲက1မဲ့ကြမယ် -2 plus 3ဒီ1က square root ဖြုတ်လဲ1မယ်ဒီနောက်က plus 1အဲ့တော့ -1 နဲ့ plus 1ဆိုရင်0ရမယ်အဲဆိုလို့ရှိရင် coordinate of stationary point ကိုရပါပြီstationary point ဘယ်လောက်လဲဆိုရင် x က -2 y က 0အဲ့တော့အဆင့်ဆင့်တွေ့ရတာပေါ့နော်ဒီလိုမျိုးရေးဆိုရင်ဖြည်းဖြည်းချင်းတွက်သွားပြီးတော့သူပေးထားတဲ့ပေးချက်တွေအကုန်လုံးက equation ပြန်ရှာဖို့အတွက်ပေးထားတာပေါ့နော်အဲ့တော့သူပေးထားတဲ့ပေးချက်တွေကိုတခြားကြည့်မယ်နော်ဟုတ်ပြီ B ကကြတော့ determine the nature of this stationary point ဆိုတော့ nature of stationary point ကိုလိုချင်ရင်အမတို့ second derivative ကိုသုံးတယ်ဆိုတော့ဒီမှာ f prime x သူပေးရတဲ့ဟာကြီးကိုပြန်သုံးရမယ်ဘာကိုအစားသွင်းရမှာလဲဆိုတော့ stationary point ဖြစ်တဲ့ -2, 0ကိုအစားသွင်းရမှာအဲ့တော့အမအရှိကသူပေးထားတဲ့ second derivative ရဲ့ equation ကိုပြန်ရေးလိုက်မယ် 2x plus 5 the whole power -3/2 2x plus 5 the whole power -3/2အဲ့တော့မှ x coordinate က -2 ဆိုတော့ f double prime of -2 okay အဲ့တော့ဒီမှာက2နဲ့ -2 နဲ့မြောက်ရင် -4 ဖြစ်သွားမယ်ရမှာက1 power -3/2 1ကဘယ်လောက်ပဲ power တင်1ပဲအဲ့တော့ f double prime -2 က greater than 0 positive value အဲ့အတွက် -2, 0 is minimum point ဖြစ်သွားမယ် second derivative က positive greater than 0ဆိုရင် minimum point second derivative က negative less than 0ဖြစ်ရင် maximum point ဖြစ်ပါမယ်ဒါက nature of stationary point ကိုရှာတဲ့ပုံစံဟုတ်ပြီနံပါတ်10ကတော့ sin တွေ cos တွေနဲ့ integration လုပ်ခိုင်းတာဒါပေမဲ့အရင်မလန့်သွားပါနဲ့သူကဒီ integration လုပ်တဲ့ပုံစံကြီးတစ်ခုလုံးကို
constant ကဏ္ဍတစ်ခုနဲ့ပိုင်နေပေါ့နော်ဘလောက်ပိုင်ဆိုပြီးရတဲ့ပုံစံအထိပြောင်းခိုင်းတာအဲ့တော့ဒီလိုမျိုးတွေ sin တွေ cos တွေ square တွေပါလာပြီဆိုရင်အမတို့ကဖြန့်လိုက်ပေါ့နော်ဖြန့်ပြီးတော့ဘယ် theory ကိုဘယ် formula ကိုသုံးမလဲဆိုရင် sin square plus cos square equal 1ဆိုတာကိုသုံးဖို့ကြိုးစားကြည့်ပါဟုတ်ပြီအဲ့တော့သူပေးတဲ့ဟာကိုရေးလိုက်မယ်ကွင်းကနှစ်ထပ် sin theta plus cos theta the whole square plus sin theta minus cos theta the whole square d theta တစ်ဆင့်ချင်းစီသွားမယ်အဲ့တော့အရင်ဆုံးဖြန့်လိုက်မယ်ဖြန့်လိုက်တော့မှအမတို့က sin square theta cos square theta ရမှာ okay အဲ့တော့အရှိတကွင်းက sin square theta plus 2 sin theta cos theta plus cos square theta အနောက်ကဒီမှာအပေါင်းပဲဆိုတော့အမတခါလေးဖြန့်ပြီးတော့ရေးလိုက်မယ် sin square theta minus 2 sin theta cos theta plus cos square theta ဒါကကွင်းနှစ်ခုကိုပြန်ပြီးတော့ရေးလိုက်တာပြီးတော့မှအနောက်မှာဒီ theta လာမယ်အဲ့တော့ 2 sin theta cos theta ကအပေါင်းနဲ့အနှုတ်ရှိမယ်အဲ့တော့ကြည်သွားမယ် okay ဖြည်းဖြည်းချင်းသွားမယ်နော်တစ်ဆင့်ချင်းစီအဲ့တော့ sin square theta တွေ cos square theta တွေကိုပေါင်းလိုက်မယ်ဆိုရင် sin square theta ကနှစ်ခု2 sin square theta cos square theta နှစ်ခုဖြစ်တဲ့အတွက်ကြောင့်2 cos square theta d theta တို့ပုံထုတ်လိုက်ပါမယ်တို့ပုံထုတ်လိုက်ရင်2 into sin square theta plus cos square theta d theta ရမယ်အဲ့တော့ခုနပြောလို့ sin square theta cos square theta က1အဲ့တော့အမတို့စီမှာဘာပဲကြံခဲ့မလဲဆိုရင်2ပဲကြံခဲ့မယ်2 d theta အဲ့တော့ integration မှာဆိုရင်ကိန်းတွေပေါ့နော် constant ကိန်းတစ်ခုပဲကို integration လုပ်တယ်ဆိုရင်အမတို့က 2x လို့ရေးပြရ x ထည့်ရတယ်သူက differentiation နဲ့ပြောင်းမယ်အဲ့တော့ဒီမှာကျတော့ x မဟုတ်ဘူး theta ဖြစ်တဲ့အတွက်ကြောင့်ဘာရမလဲဆိုရင်2 theta ရမယ်သူကကြတော့သူ့ရဲ့ဘယ်ဟာက minimum လဲဘယ်ဟာ maximum လဲရှိပြီးသားဆိုတော့ finite ဖြစ်တယ်ပေါ့နော်အဲကြတော့အမတို့ကိန်းတွေ constant value ပေါင်းပေးစရာမလိုဘူးကွင်းနဲ့3 pi by 2နဲ့ pi by 2ရေးပေးအောင်မယ်အဲ့တော့ဒီလို finite ဖြစ်တယ်ဆိုရင် theta နေရာမှာနှစ်ခုကိုအစားသွင်းပြီးတော့နှုတ်ပေးရမယ်အဲ့တော့ပထမတစ်ခုက theta ကိုအစားသွင်းလိုက်ရင်2 into 3 pi by 2အပေါ်က value အစားသွင်းနေအနှုတ်ပြီးရင်အောက်က value ကိုအစားသွင်းရမယ် x ဆိုရင် x ညမှာအစားသွင်းရမယ် theta ဆိုတော့ theta ညမှာအစားသွင်းတယ်အဲ့ခါကျတော့2တွေကခြေလိုက်မယ်ပေါ့နော်အဲ့တော့အမတို့ဘာကြံမလဲဆိုရင်3 pi minus pi ကြံမယ်အဲ့တော့အဖြေက2 pi သူလိုချင်တာလည်းကိန်းတစ်ခုနဲ့ pi နဲ့ပဲဆိုတော့သူလိုချင်တဲ့ပုံစံကိန်းတစ်ခုနဲ့ pi နဲ့ရသွားတယ်ဒီမှာ k က2နဲ့တူသွားမှာပေါ့အဲဆိုရင်ဒါကနောက်ဆုံးအဖြေဟုတ်ပြီ11ကကြတော့ NCR formula နဲ့သွားမှာ NCR formula က NCR equal n factorial by r factorial n minus r factorial အရင်ဆုံးအမတို့စီသူပေးရတဲ့ဟာကိုဒီပုံစံနဲ့အရင်ပြောင်းရေးလိုက်မယ်m plus 1 c5 equal m plus 2 c7 okay ဒီဘက်ကနေပြောစာရေးမယ် n minus 4ကတော့ဒီတိုင်းပဲပြီးတော့မှ m plus 1 factorial by 5 factorial n plus 1 minus 5အဲ့တော့ဒါ n နေ r ညမှာအစားသွင်းပြီးတော့ရေးလိုက်တာပဲ n plus 2 minus 7 factorial အဲ့တော့အရင်ရှင်းမယ်အောက်က n
plus n minus 4 factorial ဖြစ်သွားမယ်ဒီဘက်ကကြတော့7 factorial into n minus 5 factorial လာပါမယ်ဟုတ်ပြီအဲဆိုရင်အမတို့ကခြေလို့ရအောင်ပုံစံนี้ပြောင်းရေးရတော့မယ်အဲ့တော့5 factorial ဆိုတာက5 factorial ဆိုရင်5 4 3 2 1ထိရအောင်လို့မြောက်သွားတာအဲ့7 factorial ဆိုရင်ကကြတော့9 6 5 4 3 2 1အဲ့လိုရေးလိုက်တာအဲ့ဆိုရင်အမတို့က7 factorial ကိုဘယ်လိုပြောင်းရေးလို့ရလဲဆိုရင်7 into 6 into 5 factorial လို့ပြောင်းရေးလို့ရတယ်ဘာလဲဆိုတော့ဒီ54321ကဘာနဲ့တူလဲ5 factorial နဲ့တူတယ်အဲ့တော့ဒီမှာ7 factorial ကိုအဲ့လိုပြောင်းရေးမယ်n plus 1 factorial by 5 factorial n minus 4 factorial 7က7 into 6 into 5 factorial n minus 5 factorial အဲ့တော့မှ5 factorial နဲ့5 factorial ကြည့်လိုက်မယ်ဟုတ်ပြီပြီးလို့ရှိရင်အမတို့ green တွေကိုပြောင်းရေးမယ်ပေါ့နော်ဒီမှာ factorial ရဲ့ပုံစံကိုကြည့်မယ်ဆိုလို့ရှိရင်9ပြီးရင်သူ့နောက်က9ထက်1ရောတဲ့6ပြီးရင်1ရောတဲ့5တစ်ခုချင်းစီကတဖြည်းဖြည်း1ရောဝါပြီးတော့ဘယ်ထိရအောင်မြောက်လဲဆိုရင်နောက်ဆုံး1ထိရအောင်မြောက်သွားတာအဲ့တော့အမတို့က n plus 2 factorial ဆိုရင်ဘာပုံစံလဲဆိုတော့ n plus 2ရဲ့1ရောတော့ n plus 1 1ရော n 1ရော n minus 1 n အဲ့လိုမြောက်သွားတာOkay အဲ့တော့ n plus 1 factorial ကျတော့ဘာရမလဲ n plus 1 into 1ရော n 1ရော n minus 1ကိုမြောက်သွားတာအဲ့ဆိုရင် n plus 2ကိုဘယ်ပုံစံနဲ့ပြောင်းရေးလိုက်မလဲဆိုလို့ရှိရင် n plus 2 into n plus 1 factorial ဒီအပေါ်က9နဲ့ခွန်ပြောင်းရေးလိုက်သလိုပဲ n plus 2ကို n plus 1နဲ့ဒီလိုပုံစံပြောင်းရေးလိုက်မယ်ဟုတ်ပြီအဲ့ဒါကတစ်ခုနောက်တစ်ခုကအမတို့ n minus 4 n minus 4ကိုရေးမယ်ဆိုလို့ရှိရင် n minus 4ဆိုရင် minus မှာကြတော့1ရော့တယ်ဆိုရင် n minus 5ဖြစ်သွားမယ်1ထက်ရော့ရင် n minus 6အဲ့လိုပုံစံဖြစ်သွားမှာအဲကြတော့ဒီ n minus 5အနောက်ပိုင်းကိုညှောက်သွားမှာဖြစ်တဲ့အတွက် n minus 4က n minus 4 into n minus 5 factorial လို့ရေးလိုက်မယ်လွယ်အောင်ပြန်ပြီးတော့ပြောရလို့ရှိရင်ဥမာ4 factorial ဆိုအမတို့က4 3 2 1လို့မြောက်တယ်3 factorial ဆိုရင်3 2 1မြောက်တယ်အဲ့တော့4 factorial ကို4 into 3 factorial လို့ရေးလိုက်တဲ့ပုံစံဒီ n အနေနဲ့ရေးတဲ့ပုံစံဒီဟာလေးကိုနားလည်ပြီးတော့ရေးတအောင်လုပ်ပါနော်ဒီပုံစံလေးတွေကဒီ NCR ဘိုင်းမှာခဏခဏလာတတ်တယ်အဲ့တော့မှအမပြောင်းရေးလိုက်မယ်ခြေလို့ရအောင်လို့ n plus 1ကတော့ဒီတိုင်းပဲ n minus 4ကဘယ်လိုပြောင်းရေးမလဲ n minus 4 into n minus 5 factorial ပြီးရင် n plus 2ကကြတော့ n plus 2 into n plus 1 factorial အောက်က7 into 6ကဒီတိုင်းခဏရှိမယ်ပြီးတော့ n minus 5 factorial Okay အဲ့ဆိုရင်ခြေမယ်ပေါ့နော် n plus 1 factorial နဲ့ n plus 1 factorial ခြေလို့ရမယ်ပြီးရင် n minus 5နဲ့ n minus 5ခြေလို့ရမယ်ပြီးတော့ဘာထက်ရှိအောင်မလဲဆိုရင်ဒီပိုင်းခြေက n minus 4နဲ့ပိုင်းဝေက n minus 4ခြေလို့ရမယ်အဲ့လိုမျိုးဒီလိုပေါက်ဆိုင်မှာအဲ့လိုမျိုးခြေလို့ရအောင်ပြောင်းပြရမှာပေါ့နော်အဲကြတော့မှအရှင်းဆုံးပုံစံတွေပဲကြံခဲ့တော့မှအမတို့ n ရဲ့တန်ဖိုးကိုရှာလို့ရမှာအဲ့တော့ဘာကြံခဲ့မလဲဆိုရင်ဒီဘက်က1ဟိုဘက်က n plus 2 by 964က42 Okay အဲ့တော့ n plus 2 equal 42ရမယ်n က
42 minus 2ဆိုရင် n ရဲ့ value က40ရပါမယ်နောက်ဆုံးဖြေက n equal 40ဒါကတော့ NCR အပုတ်ပေါ့နော်ဟုတ်ပြီနောက်တစ်ပုတ် number 12 number 12က differentiation လောက်ခိုင်းနော်သူကအစားပုံစံပေးရတာဆိုတော့ question rule နဲ့လုပ်ရမယ် dy by dx အဲ့တော့ question rule နဲ့လုပ်တယ်ဆိုရင်အရင်ဆုံးပိုင်းခြေရကောင်က2ထပ်ပြီးရင်အောက်ကကောင်ကိုထားရတဲ့အပေါ်ကကောင်ကို differentiate အရင်လုပ်တယ် e power a square minus ပြီးရင်ပိုင်းခြေအပေါ်ကကောင်ကိုထားတယ်အောက်ကကောင်ကို differentiate လုပ်တယ်ဒါက question rule ဟုတ်ပြီအဲ့ x minus 2 e power a square ကိုရှိတ်ရင် e power a square အရင်ရမယ်ပြီးတော့မှ d a square ကိုထပ်ရှိတ်တော့ 2x အနောက်က e power a square ကသူ့ဘာသူရှိမယ် x minus 2ကိုရှိတ်လို့ရှိရင်1ပဲကျန်ခဲ့မယ် x ကိုရှိတ်တော့1ကျန်တယ် minus 2ကပြုတ်သွားမယ် x minus 2 the whole square အဲ့တော့အမတို့ဒါကိုရှင်းမယ်ဆိုရင်စီလိုက်မယ်ပေါ့နော် 2x into x minus 2 e power a square minus e power x square by x minus 2 the whole square အဲ့တော့ဒီ additional mass ရဲ့ differentiation တွေပေါ့နော် chain rule product rule equation rule ပြီးတော့ sin cos တွေအဲ့ဒီ differentiation လုပ်ရတဲ့ဟာတွေအကုန်လုံးကိုအမစုပြီးတော့အဲ့ဒါလေး video တစ်ပုတ်တင်ပေးထားရပေါ့နော်အဲ့ဒါလေးကို channel ထဲမှာသွားပြီးတော့လည်းကြည့်လို့ရပါတယ်အဲ့ video ကကြတော့ differentiation ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲတည်တံ့စုပေးတာပေါ့နော်โอเคအဲ့ဆိုရင်တော့ဒါက dy by dx ရသွားပြီအဲ့တော့သူရှာခိုင်းတာက x equal to 0မှာ dy by dx ဘယ်လောက်လဲလို့ရှာခိုင်းတာ1 x equal to 0 dy by dx အဲ့တော့ဒီရှေ့ဟာအကုန်လုံးက0ဖြစ်ကုန်မယ်ပေါ့နော်ဒီ 2x က0ဖြစ်သွားမယ်ဒီထဲကဟာက -2 ပြီးတော့ e power 0 minus e power 0 by အောက်ကကြတော့0 minus 2 the whole square ဟုတ်ပြီအဲ့တော့ဒီမှာဒီအရှိကအနှုတ်ရဲ့အရှိက term တစ်ခုလုံးကဒါကြီးတစ်ခုလုံးက0နဲ့မြှောက်ထားပါပေါ့နော်အဲ့တော့အဲ့ဒါကြီးတစ်ခုလုံးအမတို့0ဖြစ်သွားမယ်အဲ့ဒါမရှမ်းနဲ့နော်0ဖြစ်သွားမယ်အဲ့တော့ဒီကောင်က e power 0ကဘာကင်းကိုပဲ0တင်1ရမယ်အဲ့တော့အပေါ်မှာက -1 အောက်ကကြတော့ဒါအနှုတ်အဲ့တော့ -2 နှစ်ထပ်ဆိုတော့ဒီလိုမျိုးပေါ့အဲ့တော့အမတို့ -1/4 ရမယ်ဒီဟာကဒီအလယ်မှာအမတဆင့်ထပ်ပြရရင်ဒီရှေ့ဟာကြီးတစ်ခုလုံးက0ဖြစ်သွားတယ်အနောက်က e power 0က1ကျန်ခဲ့တယ်-2 the whole square အဲ့ပုံစံရမယ်နော်အဲ့တော့ a ပြီးသွားပြီ b ကကြတော့ x equal to 0မှာတဲ့ y is increasing at the rate 0.5ဒီ differentiation ခန်းမှာ rate လို့ပြောတာ ਨੇ အမတို့ဒီ t နဲ့စားလိုက် rate ဆိုတာတနည်းအားဖြင့် time ပဲပေါ့နော်အဲ့တော့ y က y ရဲ့ rate ဆိုရင် dy by dt အဲ့တော့အခုသူပေးချက်က dy by dt က 0.5ဘာကိုရှာခိုင်းတာလဲ rate of change of x ဆိုတော့ dx by dt ကိုရှာခိုင်းတာအပေါ်မှာအမတို့ဘာရခဲ့လဲဆိုရင် dy by dx ရှိတယ်ပြီးလိုချင်တာက dx by dt အမကဒီလိုမျိုးတွေဆိုရင်ဘယ်လိုလုပ်လဲဆိုတော့နှစ်ခုခွဲလိုက်တယ်လိုချင်တဲ့နှစ်ခုကိုဒီလိုခွဲလိုက်တယ်ပိုင်းဝေကဟာအပေါ်မှာပိုင်းခြေဟာအောက်မှာအဲ့ဒါကိုဒီလိုမြောက်တဲ့ဟာနဲ့ပိုင်းဝင်နဲ့ပိုင်းခြေနှစ်ခုခွဲလိုက်တယ်ပြီးရင်ဒီနေရာနဲ့ဒီနေရာမှာရှိပြီးသားပေးချက်တွေကတစ်ခုကို
ဒီနှစ်ခုလုံးကတူရမယ်ပေါ့အဲ့တော့မှအမတို့ကဒီလိုခြေလိုက်ရင်လိုချင်တဲ့ဒီ x by dt ကိုရမှာအဲ့တော့ဒီလိုမျိုးလိုချင်တယ်ဆိုအမြဲတမ်းနှစ်ခုအရင်ခွဲရေးလိုက်တယ်ပြီးတော့မှကိုဘာရှိလဲဆိုပြီးတော့တူတဲ့ဟာတစ်ခုကိုထည့်မယ်အဲ့တော့အခုဒီပေါ်မှာဆိုရင်ပေးချက်က dy by dt ရှိတယ်ပြီးတော့အပေါ်မှာကျတော့ dy by dx ရှာလာတယ်အဲ့တော့အမတို့စီမှာတူညီဟာရှိရကပါလဲဆိုရင် dy အဲ့တော့မှတူညီရဲ့ဟာကိုအဲ့လိုထည့်လိုက်တယ်ဟုတ်ပြီအဲ့တော့ဒီမှာတစ်ခုကအပေါ်မှာရှိတာက dy by dx ဒီမှာထည့်ရမှာ dx by dy ပြောင်းပြန်လှန်လိုက်လို့ရတာပေါ့အဲ့တော့ dy by dx က -1/4 ဆိုရင် dx by dy ကပြောင်းပြန်လှန်တော့ -4 သူပေးရတဲ့ dy by dt က 0.5 အဲ့တော့နှစ်ခုမြောက်လိုက်မယ်ဆိုရင်လိုချင်တဲ့အဖြေက -2 ရပါမယ် rate လို့ပြောတိုင်းအောက်က dt နဲ့ရေးပေးလိုက်ပေါ့နော်ဟုတ်ပြီနောက်ဆုံးပုတ်နောက်ဆုံးအပုတ်က x ပေးတယ် y ပေးတယ်အဲ့ဒါကိုသူက y in terms of x ဆိုတော့ y equal to ဆိုပြီးတော့ဒီဘက်က x ပါတဲ့ equation ကိုလိုချင်တာအဲ့တော့အမတို့ကအစားသွင်းဖို့ကြိုးစားမယ်ပေါ့နော်အရင်ဆုံး x နဲ့ y နဲ့ဆက်သွယ်ချက်ကိုကြည့်လိုက်ရင် x ဘက်မှာက sin ပါပြီးတော့ y ဘက်မှာကကိုတန်းချမ်းပေါ့နော် cot ပါတယ်အဲ့နှစ်ခုကိုပုံစံတစ်ခုတည်းဖြစ်အောင်ပြောင်းမယ်အမတော့ဒီမှာဒီကိုတန်းချမ်းကို sin ပုံစံဖြစ်အောင်လို့ပြောင်းကြည့်မယ်y equal 3 cot square theta ဘာ formula ရှိလဲဆိုရင်1 plus cot square theta က cosec square theta ဆိုတာရှိရယ်အဲ့တော့ဒီမှာ cosec နဲ့ sin နဲ့ကိုချိန်လို့ရပြီcosec theta က 1 by sin theta အဲ့ဆိုရင်ဒီ cot square ကိုအမတို့ cosec ပုံစံပြင်မယ်ပြီးရင် sin ပုံစံပြင်မယ်အဲ့ကြရင် x ဘက်က sin နဲ့ချိန်ဆက်လို့ရမယ်အဲ့တော့ cot square theta ဆိုရင်ဒီဘက်က cosec square minus 1ဖြစ်သွားမယ်အဲ့ပုံစံနဲ့အရင်ပြင်လိုက်မယ်3 into cosec square theta minus 1အဲ့တော့ cosec square ကဘာနဲ့တူမှာလဲ1 by sin square theta minus 1ဟုတ်ပြီ y ဘက်ကခဏထားရမယ် x ဘက်ကိုကြည့်မယ် x ဘက်မှာဘာရှိလဲဆိုရင် x equal to minus 3 sin theta ရှိတယ်ဒီမှာအမကဒီ sin theta နေရာမှာအစားသွင်းလို့ရအောင်လို့ဒီဘက်က sin theta ကိုထုတ်လိုက်မယ်အဲ့တော့ဒီဘက်ကိုလာတယ်ဆိုရင်3 sin theta ဒီဘက်ကိုပို့လိုက်တယ်အပေါင်းဖြစ်အောင်အဲ့တော့2 minus x ဖြစ်သွားမယ်အဲ့ဆိုရင် sin theta က2 minus x by 3အဲ့တော့ sin theta နေရာမှာဒီ x ပါတဲ့ကောင်ကိုအစားသွင်းလိုက်မယ်ဆိုရင်အမတို့ကတစ်ဖက်မှာ y တစ်ဖက်မှာ x ဖြစ်သွားပြီသူလိုချင်တဲ့ပုံစံနဲ့အဲ့တော့3 into 1 by 2 minus x by 3 က the whole square တင်ရမယ်ဘာလို့လဲဆိုတော့ sin square theta မလို့ဒီကောင်က sin theta ပဲရှိတယ်အဲ့တော့ minus 1ဟုတ်ပြီအဲ့တော့မှ3ဒီကောင်ကိုပြောင်းပြန်လှန်ပြီးရေးမယ်ဆိုရင်3 by 2 minus x the whole square ဖြစ်သွားမယ်အပြင်ကကွယ်ရောအမှန်က4000ကွယ်ပြောင်းလိုက်မယ်အောက်က1 by ဖြစ်နေလို့ပြောင်းပြန်လှန်လိုက်တယ် minus 1အဲ့တော့ the whole square ဆိုတော့မှ9 3နှစ်ထက်က9ဆိုတော့9 by 2 minus x the whole square minus 1 okay ဒါဆိုလို့ရှိရင် y ကိုဒီဘက်က x ပါတဲ့ term နဲ့ equation တစ်ခုရသွားပြီအဲ့ဒါကသူလိုချင်တဲ့ပုံစံဒီမှာဒီတိုင်းထားခဲ့လို့ရတယ်ပေါ့နော်အမှားတော့ equation ပုံစံတစ်ခုရေးပေးအောင်ပဲဆိုတော့အဲ့ဆိုရင်ဒါကဒီ additional maths ရဲ့ October November 2025 1-2 paper လေးကပြီးသွားပါပြီနောက်ထပ် paper တွေလည်းဖြည့်ပြီးတော့ထပ်တင်ပေးမှာအောင်မရှင်